အားလုံးပဲမင်္ဂလာပါစုံစီနဖာ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ဖတ်ပြပေးမှာတော့ဆရာနေပဲရဲ့ဒီနေ့အတွက်ရှင်သန်ခြင်းဆိုတဲ့စိတ်ခွန်အားဖြင့်စာအုပ်ကလေးပဲဖြစ်ပါတယ်ဒီနေ့အတွက်ရှင်သန်ခြင်းကျွန်တော်ထင်တယ်ဒီစာအုပ်ထဲမှာအများဆုံးပါတဲ့စကားလုံးတွေကဘဝလူတွေလောကဆိုတဲ့စကားလုံးတွေဖြစ်လိမ့်မယ်ကျွန်တော်တို့ကလည်းဒီຢာတွေပေါ်မှာပဲအမိတဟပြုပြီးရှင်သန်နေထိုင်ကြတာပဲမဟုတ်လားဘဝအကြောင်းပြောမှာတော့လူတွေအကြောင်းပါမယ်စိတ်တွေအကြောင်းပါမယ်အချစ်အကြောင်းပါတယ်လောကကြီးအကြောင်းပြောရရင်လေလူတွေရဲ့တဘာဝတွေအကြောင်းပါမယ်ဒီနေ့အတွက်ရှင်သန်ခြင်းလို့ဒီစာအုပ်ကိုနာမည်ပေးထားပါတယ်တအုပ်လုံးခြုံကြည့်ရင်တော့စာအုပ်နဲ့နာမည်နဲ့မကိုက်ညီလောက်ဘူးလို့ကျွန်တော်တော့ထင်တယ်ဒါပေမဲ့ကျွန်တော်ရဲ့သုတေသနစာတွေအနေနဲ့ပထမဆုံးစာအုပ်ဖြစ်တဲ့ပျော်ရွှင်ခြင်းလမ်းညွှန်ခဲ့သူပဲတထိုင်နဲ့ဖတ်ပြလို့ကောင်းတဲ့စာအုပ်တော့မဟုတ်ပါဘူးစိတ်ညစ်စရာတွေစိတ်ညစ်ညူးစရာတွေကြုံလာတိုင်းဒီနေ့အတွက်ပဲရှင်သန်ရအောင်လို့တစ်ချက်လောက်အားတင်းပြီးဒီစာအုပ်ထဲကကိုယ်စိတ်အခြေအနေနဲ့လိုက်ဖက်မဲ့ခေါင်းစဉ်တစ်ခုလောက်ရွေးဖတ်ရုံပါပဲဒီစာအုပ်ထဲမှာကြားဦးတဲ့မြအတွေးခေါ်တွေဝေမျှခွင့်ရခဲ့တဲ့ပတ်ဝန်းကျင်ကစိတ်အကြည်ဓာတ်တွေအားလုံးပါဝင်ပါတယ်ဒါကြောင့်ဒီစာအုပ်ဟာလည်းကျွန်တော်ရဲ့အတွေးခေါ်တချို့ကျွန်တော်စုပ်ကင်ထားတဲ့ရှင်သန်နည်းတချို့ကိုတစ်ဆင့်ပြန်လဲဝေမျှခြင်းသာဖြစ်ပါတယ်ချစ်တဲ့နေပဲလူတွေကြားမှာရှင်သန်နေထိုင်တဲ့အခါလူတွေရဲ့မတူညီမှုတွေကိုသတိပြုရမှာဖြစ်လို့ဒီစာအုပ်ထဲကအတွေးခေါ်တွေအကြောင်းအရာတွေကအံဝင်ခွင့်ကြမဖြစ်ဘူးလို့တွေးမိနိုင်ပါတယ်အဲ့လိုတွေးမိခဲ့ရင်လည်းသင်မှန်ပါတယ်ဘာလို့ဆိုလောကကြီးတဲ့လူတိုင်းကမှန်တယ်လို့ယုံကြည်တဲ့လမ်းကိုသာရွေးလျှောက်နေကြတာမို့လို့ပါကျွန်တော်လည်းအဲ့ဒီလူတွေတဲကတယောက်ပါပဲဒီစာအုပ်လေးကိုလည်းကျွန်တော်ပေးချင်တဲ့ဘက်ကနေပဲခံစားရရှိပါစေလို့မျှော်လင့်မိပါတယ်ဘဝမှာစိတ်ချမ်းချမ်းသာသာရှင်သန်နေထိုင်ဖို့နီလန်းဆိုရင်ကိုမထိန်ချုပ်နိုင်တဲ့အရာတွေကိုလက်ခံနိုင်ဖို့အများကြီးကြိုမတွေးထားဖို့နဲ့ဖြစ်လာတဲ့အခြေအနေတစ်ခုပေါ်မှာအကောင်းဆုံးရှင်သန်နေထိုင်ဖို့ပါပဲတကယ်တော့ရှင်သန်ရဲတာကမှတတ္တိဖြစ်ပြီးကောင်းတဲ့အရာတွေကိုကြည်လိုချင်တာထက်မကောင်းတဲ့အရာတွေကိုကြုံလာရရင်တောင်အတန်မာဆုံးရင်ဆိုင်နိုင်တာကမှတကယ်တတ္တိရှိခြင်းပဲအခုဆိုရင်ကိုယ့်ရှိန်နဲ့ကိုယ်ခုံမောင်းနေတဲ့ဘဝတွေကအတားအဆီးအပြောင်းလဲတစ်ခုဖြစ်လာတဲ့အခါအရာရာဟာနှောင့်နှေးကြန့်ကြာကုန်တာပါပဲပညာတော်ရင်ထွက်မဲ့လူတွေထွက်ဖို့ခက်ခဲသွားတာအလောက်ကိုင်းတဲ့အခက်အခဲဖြစ်ကုန်တာစသဖြင့်မထင်မှတ်ထားတဲ့အပြောင်းလဲတွေပေါ့ဒါတွေအကုန်လုံးကိုမဖြစ်နိုင်တော့တဲ့အကြောင်းထိုင်တွေးပြီးဝမ်းနေနေရင်တော့စိတ်ဆင်းရဲလူဆင်းရဲဖြစ်ုံပါပဲလူတွေကအရာအလုံးကိုမထိန်ချုပ်နိုင်ဘူးမဟုတ်လားဒါပေမဲ့ရောက်လာတဲ့အခြေအနေပေါ်မူတည်ပြီးအကောင်းဆုံးဖြစ်အောင်ကြိုးစားနေထိုင်ဖို့ကလူတွေရဲ့တာဝန်ပဲဒီတလန်းကပိတ်ထားရင်တခြားလန်းကသွားဖို့စဉ်းစားရမယ်မဟုတ်လားအများကြီးကြိုးစားပါအများကြီးတော့ကြိုမတွေးနဲ့ဆိုတဲ့စကားအတိုင်းပဲကြိုးစားမှုကကိုယ်ဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ပါဘူးဒါပေမဲ့ကိုလိုချင်တဲ့အရာတိုင်းတစ်ထပ်သေးကြကြမှာလဲကြာနိုင်မှာပါဒါဟာလောကပဲအကောင်းကြီးလည်းမရှိသလိုအဆိုးကြီးလည်းမရှိနိုင်တာလောကပဲကျွန်တော်တို့တတ်နိုင်တာကရောက်ရအချိန်ခါကြာရအခြေအနေမှာအကောင်းဆုံးရှင်သန်ကြိုးစားနေထိုင်ပြီးအကောင်းဘက်ကတွေးနေဖို့ပဲရှင်သန်ရဲတာကမှတတ္တိဖြစ်ပြီးလွယ်ကူတဲ့ဘဝကိုလိုချင်တာမဟုတ်ပဲခက်ခဲတဲ့ဘဝမှာတန်မာနေခြင်းကမှလူဘဝရဲ့အနှစ်သာရပဲဘဝဆိုတာတူတူလေးပါစိတ်ရှိသလိုလားရှင်သန်မှာအတိတ်တွေကိုအတိတ်တွေမှာထားခဲ့ပါကြားပြောက်ခဲ့တဲ့ချစ်ချင်းမေတ္တာတွေအတွက်လဲဝမ်းနည်းမနေတော့နဲ့တခါတလေကိုအချိန်အကြာကြီးစုပ်ကင်ထားတဲ့အရာတွေဟာဘာမှမဟုတ်ပါလားဆိုတာသိတဲ့အချိန်ဟာဝ
ဝမ်းနည်းစရာကောင်းပေမဲ့အေးချမ်းမှုကိုပြန်ရရှိနိုင်တာပါပဲမိတ်ဆွေတို့တွေကိုဝေးဝေးကရှောင်ခိုင်းသွားတဲ့ကြောတွေကိုငေးကြည့်မနေနဲ့မတူညီတဲ့သဘောထားတွေကိုမတူညီတဲ့အတိုင်းပဲလက်ခံပေးလိုက်ပါခြံထားခဲ့ဖို့လိုတဲ့အခါခြံထားခဲ့လိုက်ပါကြံခဲ့ပေးပါလို့တောင်းဆိုတဲ့အခါလဲတည်တည်ငြိမ်ငြိမ်ပဲကြံခဲ့ပေးလိုက်ပါငါတို့တတ်နိုင်တာဘာများရှိလို့လဲအနာဂတ်တွေဟာအယမ်းမှောင်လာတဲ့အခါကိုယ့်ခြေတလန်းစာကိုပဲသေချာအာယုံစိုက်ပြီးရှောက်လန်းပါဒီနေ့အတွက်ပဲကောင်းကောင်းရှင်သန်ရင်းအသက်ကိုဝါဝရှူပါလောကကြီးကိုခဏခဏအပြစ်မတင်နေနဲ့တော့လောကကြီးဟာလဲလူသားတွေကိုစိတ်ကုန်နေလောက်ပြီးထင်တယ်အရှုံးမပေးဘူးနော်ငါတို့ဘဝအတွက်ပေါ့အရာအားလုံးကိုအသစ်ကနေအစကပြန်စနိုင်တဲ့အထိတန်ပါပါဒီစကားဟာလွယ်ကူတဲ့စကားတော့မဟုတ်ဘူးအာချိုးမှန်တဲ့ကြိုးစားထားတဲ့အရာတွေပြိုလဲပျက်စီးသွားရင်စီးစိမ်ပဲဖြစ်ဖြစ်အောင်မြင်မှုပဲဖြစ်ဖြစ်တခြားဘယ်အရာပဲဖြစ်ဖြစ်လူတိုင်းဟာဝမ်းနည်းတတ်ကြတာယူကျုံးမရဖြစ်တတ်ကြတာကတော့တဘာဝပါပဲဒါပေမဲ့တစ်ခါတလေမှာကျွန်တော်တို့တွေရွေးချယ်ယူလို့မရတဲ့အရာတွေမထိန်ချုပ်နိုင်တဲ့အရာတွေကရှိနေတဲ့အတွက်ဘဝတွေဟာထိန်ကွက်နေရင်းနဲ့တောင်အချိန်မရွေးအပြောင်းလဲဖြစ်သွားနိုင်တယ်ကိုယ်တိုင်ကတော့အကောင်းဆုံးကြိုးစားနေပေမဲ့ချမ်းမာရေးကြောင့်အခြားအကြောင်းကြောင့်စသဖြင့်မထိန်ချုပ်နိုင်တော့တဲ့အခြေအနေတွေရှိတဲ့အခါကိုယ်စီမှာဘာတစ်ခုမှမကြံနေတော့ရင်လေအရာအလုံးကိုတုံညာကပြန်စနိုင်တဲ့အထိတန်မှာပါအရှုံးနဲ့ရင်ဆိုင်ရတာကိုယ့်အပြစ်မဟုတ်တဲ့မိမိကိုယ်ကိုအပြစ်တွေတင်ရင်ငါအသုံးမကျခဲ့လို့ငါပိုကြိုးစားခဲ့ရင်ဆိုတာတွေကိုထပ်ခါတလဲလဲတွေးမနေပဲအသစ်ကနေပြန်ပြီးစတင်ဖို့အားတွေမွေးလိုက်ပါအခုကစပြီးမွေးဖွားလာတယ်လို့မျိုးတွေးလိုက်ပါဒါဟာတင့်ကိုအားအင်တွေဖြစ်လာစေမှာပါကိုကိုမပျောက်ဆုံးစေဖို့ကအရေးကြီးဆုံးပါပဲသင်ရှင်သန်နေထိုင်နေတဲ့ဘဝကိုရှာပါသင်ရဲ့ကိုယ်ပိုင်ပုံစံအမှန်ကိုရှာပါသင်ရဲ့စစ်မှန်တဲ့ဆန္ဒကိုရှာပါသင်ရဲ့အရာအလုံးကိုသင်ကိုယ်တိုင်အရင်လက်ခံဖို့လိုပါတယ်တစုံတစ်ယောက်နဲ့အဝင်ခွင့်ကြဖြစ်ဖို့ကိုနဲ့မဝင်ဆန့်တဲ့အတိုင်းဝိုင်းတစ်ခုနဲ့အဝင်ခွင့်ကြဖြစ်ဖို့ဆိုပြီးသင်ရဲ့ကိုယ်ပိုင်ပုံစံအမှန်ကိုချိုးနှိမ်ပစ်စရာမလိုပါဘူးလူတွေရဲ့အကြိုက်ကိုလိုက်ဖို့လူတွေအကောင်းပြောတာခံယူဖို့သင်ရဲ့ပုံစံတွေသင်ရဲ့အတွေးခေါ်တွေကိုမြုပ်နှံပစ်ဖို့ရမလိုပါဘူးသင်ကိုယ်တင်မပျောက်ဆုံးစေဖို့ကအရေးကြီးဆုံးပါမိမိရဲ့ပုံစံအမှန်တိုင်းပဲနေပါမိမိရဲ့ပုံစံအတိုင်းပဲလူတွေကိုပြောဆိုဆက်ဆံပါမိမိတကယ်လှုပ်ဆောင်နေတဲ့အရာတွေကိုဒါရဲရဲရင်လှုပ်ဆောင်ပါသင်မှာကိုယ်ပိုင်အတိညာဏ်ရှိပါတယ်စဉ်းစားဆင်ခြင်ဉာဏ်ရှိပါတယ်သင်ရဲ့အသိစိတ်နဲ့ကိုယ့်ဘဝလမ်းကိုထိန်းချောင်းရင်မိမိအတွေးခေါ်တွေပေါ်ယုံယုံကြည်ကြည်နဲ့ထုဆက်သွားပါမိမိကိုယ်စောင့်ရှောက်ပါတချို့ကံဆိုးမှုတွေဟာကံကောင်းမှုတွေဖြစ်လာစေတာမို့အကောင်းဆုံးအချိန်တွေမှာတင့်ကိုယ်တင်ချီးကျူးဂုဏ်ယူနေခဲ့တယ်လို့မျိုးအဆိုးဆုံးချိန်တွေမှာလည်းမိမိကိုယ်အားပေးပြီးယုံကြည်ပါစစ်မှန်သောထွက်ခွာခြင်းကနှုတ်ဆိတ်တတ်ပါတယ်အချိန်ခါမြေးခွဲခွာခြင်းကကိုယ့်စီကိုရောက်လာတတ်တယ်ကံတရားကြောင့်လည်းမခွဲခွာသင့်ပဲခွဲခွာလိုက်ရတာဖြစ်နိုင်တယ်လို့ဒီထက်ပိုပြီးဘဝထဲမှာအတူတူရှင်တွဲနေထိုင်လို့မရတော့လို့လဲခွဲခွာကြရတာဖြစ်နိုင်ပါတယ်ဒါကြောင့်ဘယ်လောက်ပဲချစ်ခင်ရတဲ့လူဖြစ်ပါစေအချိန်မရွေးခွဲခွာရနိုင်တယ်ဆိုတဲ့အသည့်ကြောင့်ကိုအမြဲတမ်းအတွက်စိတ်ပြင်ဆင်ထားပါတယ်အရှိုက်ကိုကံဆောက်ပြစ်တတ်တဲ့နာကြီးဝမ်းနည်းဖွယ်ရာကောင်းတဲ့ခွဲခွာမှုမျိုးမလိုချင်ရင်အတူတူရှိနေတဲ့10မိနစ်တိုင်းမှာကိုတတ်နိုင်တဲ့လောက်ကောင်းပေးဖို့ပဲအကြံပြုပါတယ်ဘဝထဲမှာအတူတူမနေထိုင်ခြင်းတော့လို့တိတ်ဆိတ်စွာထွက်ခွာသွားတဲ့လူတွေကိုလည်းအကြောင်းပြချက်တွေအတင်းလိုက်မမေးတော့တယ်လို့နှစ်ဦးနှစ်ဖက်တိတ်ဆိတ်လာတဲ့အခါမှာလဲနှွေးထွေးလာအောင်
တင်းမဖန်တီးယူချင်တော့ဘူးစစ်မှန်သောခွဲခွာခြင်းကတိတ်ဆိတ်တတ်ပါတယ်ဒါကြောင့်ချစ်ရတဲ့လူတွေပေါ်တန်ဖိုးထားပါမျက်နှိုးပါကြံခဲ့တဲ့အခါလဲအသင့်ဖြစ်ပါစေကျွန်တော်တို့လုံနိုင်တာဒါပဲမို့မရင်ကျက်သေးတဲ့ဆယ်ကျော်သက်အရွယ်တုန်းကတော့အချစ်ခံခြင်းတဲ့အရွယ်အချစ်တွေဟာမြဲမယ်လို့ထင်ခဲ့တယ်ကျင်နာမှုတွေဟာတည်တတ်မယ်လို့ထင်ခဲ့ပြီးဂယုစိုက်မှုတွေလည်းမယုံမလျော်ပဲကြာရှည်ခံမှာပါလို့ထင်ခဲ့တယ်ရင်းနှီးခဲ့တဲ့ချစ်ခင်ခဲ့တဲ့လူတွေဟာအမြဲတမ်းအတူတူရှိနေမှာပါလို့မှတ်ယူခဲ့ပြီးလူတိုင်းဟာကိုယ့်ပေါ်ကောင်းမှာပါဖြူစင်မှာပါလို့ထင်ခဲ့တယ်နေမကောင်းတဲ့အခါချစ်တဲ့လူတွေစီကဂယုစိုက်မှုခံခြင်းပြီးလူချင်းတာမရတဲ့အခါဝမ်းနည်းလွယ်တဲ့အရွယ်ဖြစ်နေပြန်ရောခွဲခွာသွားတဲ့လူတွေကိုကလေးဆန်ဆန်အပြစ်တင်နာကြီးနေတတ်ပြီးဒီစိတ်နဲ့အချိန်တွေကုန်နေတဲ့အရွယ်ပေါ့ရင်းကျက်တဲ့အရွယ်ရောက်လာတော့ချစ်ပေးဖို့ပိုအားတန်လာတဲ့အရွယ်ဒါပေမဲ့ချစ်ပေးတဲ့လောက်လဲပြန်တန်ဖိုးထားခံရမှာခြေနဲ့တဲ့အရွယ်မမြဲတဲ့ချစ်ချင်းတွေအကြောင်းနောကြည်နေတဲ့အရွယ်ဖြစ်လာပြီကျင်နာပေးတဲ့လူတွေကိုကျေးဇူးတင်ပြီးတိတ်ဆိတ်သွားတဲ့အခါလဲအလိုက်သိတတ်လာပြီဂယုစိုက်မှုတွေကိုပေးတတ်လာပြီးမိမိကိုယ်ကိုဂယုစိုက်တတ်လာလွန်းလို့သူများစီကဂယုစိုက်မှုကိုမတောင့်တတော့တဲ့အရွယ်ရောက်နေပြီမိမိစီကထွက်သွားတဲ့လူတွေအတွက်ဝမ်းနဲ့ပူဆွေးနေရလောက်အောင်မအားလတ်တော့ပဲဘဝတာဝန်တွေနဲ့ရှုပ်ထွေးနေတတ်ပြီခွဲခွာသွားတဲ့လူတွေကိုနှုတ်ဆက်တတ်လာပြီးခြံခဲ့တဲ့နေရာမှာကြံမနေတော့ပဲကိုလန်းကိုဆက်လျှောက်တတ်လာပြီဆယ်ကျော်သက်ဟာဒဏ်ရာရတဲ့အရွယ်ဖြစ်ပြီးရင့်ကျက်တဲ့အခါတရားရတဲ့အရွယ်ဖြစ်လာပြီဆယ်ကျော်သက်အရွယ်ဟာအချစ်ခံခြင်းတဲ့အရွယ်ဖြစ်ပြီးရင့်ကျက်လာတဲ့အခါချစ်ပေးတတ်လာတယ်ဆယ်ကျော်သက်ဘဝကချစ်ရတဲ့လူတွေနဲ့ဘယ်တော့မှမခွဲဘူးနော်လို့မခွဲခွာခြင်းပေမဲ့အရွယ်ရောက်လာတဲ့အခါမှာတော့ခွဲခွာရတဲ့အခါလိပ်ပြာတန့်ချင်လာတယ်အရာအလုံးအတွက်မိမိကိုယ်ကိုအချိန်ပေးပါ Gifting take time ဆိုတဲ့စကားတစ်ခုလိုမိမိကိုယ်ကိုအချိန်ပေးဖို့မမေ့ပါနဲ့စိတ်တန်ရာတွေပျောက်ကင်းဖို့အချိန်ပေးပါမိမိကို depress ဖြစ်စေတဲ့အရာတွေတဲကရုန်းထွက်ဖို့လည်းအချိန်ယူပါအောင်မြင်ဖို့အတွက်အချိန်ပေးပါကြိုးစားနေတဲ့အချိန်မှာမိမိကိုယ်ကိုစိတ်ရှည်ပါရင့်ကျက်ဖို့ရလည်းအချိန်ပေးပါနေမကောင်းဖြစ်တဲ့အခါအနားယူဖို့အချိန်ပေးပါစိတ်ဓာတ်ကျတဲ့အခါအနားယူဖို့အချိန်ပေးပါအသည့်တစ်စုံတစ်ခုကိုလေ့လာသင်ယူတဲ့အခါအချိန်ပေးပါစဉ်းစားဖို့အချိန်ပေးပါဆုံးဖြတ်ဖို့အချိန်ပေးပါအချိန်ဟာတွေ့ဝေနေတဲ့အရာတွေကိုရှင်းလင်းသွားအောင်လုပ်ပေးနိုင်ပါတယ်အချိန်ယူပါတို့တော့အချိန်မဆွဲပါနဲ့ခွင့်လွှတ်ပါစွန့်လွှတ်ပါခွင့်လွှတ်ခြင်းနဲ့စွန့်လွှတ်ခြင်းဟာအမြဲတမ်းလမ်းဆုံကြပါတယ်ခွင့်လွှတ်ခြင်းဟာတတ်နိုင်တဲ့အရာတစ်ခုဖြစ်ပြီးမတတ်နိုင်တဲ့ကိစ္စတစ်ခုကိုခံစားရတဲ့အခါတော့စွန့်လွှတ်လိုက်ပါသိကိုနာကျင်ပြီးမွန်းကြက်လွန်းပြီးခြိတုံချတုံဖြစ်လွန်းကဘာလုပ်ရမယ်မှမသိတဲ့အခိုက်အတန့်တွေလူတိုင်းမှာရှိခဲ့ဘူးကြမှာပါချစ်ရတဲ့လူတွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်တစ်ဖက်လူကမိမိအပေါ်အမားကျူးလွန်လို့ပဲဖြစ်ဖြစ်ပေါ့ခံမျက်နာကတစ်ဖက်လှုပ်ရက်လိုက်တာလို့တွေးမိတာကတစ်ဖက်နဲ့အဲ့ဒီအခြေအနေတွေဟာအတော်ဘေးကျက်နံကျက်ခံစားရမှာအမှန်ပါပဲအဲ့ဒီအခါမျိုးမှာခွင့်လွှတ်နိုင်တဲ့အခါခွင့်လွှတ်လိုက်ပါခွင့်မလွှတ်နိုင်တဲ့အခါစွန့်လွှတ်လိုက်ပါမစွန့်လွှတ်နိုင်ဘူးဆိုရင်တေချာပေါက်ခွင့်လွှတ်ရတော့မယ်ဆိုတာကိုသိထားပါအဲ့ဒီလိုမဟုတ်ပဲခွင့်မလွှတ်နိုင်ပေမဲ့မစွန့်လွှတ်နိုင်လို့အတူတူဆက်ပြီးရှိနေကြမယ်ဆိုရင်နှစ်ဖက်အသွားပါတဲ့ဓာတ်တစ်ချောင်းသူရောကိုပါထိခိုက်နာကျင်စရာတွေပဲကြုံလာနိုင်ပါတယ်ခွင့်လွှတ်တဲ့အခါနားလည်ပြီးခွင့်လွှတ်ရတာမျိုးပါဒီကိစ္စနဲ့ပတ်သက်ပြီးငါခွင့်လွှတ်ပြီးပြီမို့ထပ်ပြီးမပြောပါနဲ့တော့ပထမတစ်ခါမို့ခွင့်လွှတ်လိုက်နိုင်တာမျိုးလည်းရှိနိုင်ပါတယ်ဒါပေမဲ့သူ့အမှားကိုခွင့်လွှတ်နေရကြောင်းထပ်ခါပြောနေရခြင်းကတော့ဆက်ဆံရေးကိုအနှောက်အယှက်ဖြစ်စေမှာပါခွင့်လွှတ်တဲ့အခါလဲ
နားလေပေးနိုင်လို့ဖြစ်ပြီးစွန့်လွတ်လိုက်တယ်ဆိုရင်လည်းခွင့်မလွတ်နိုင်လို့ဒါမှမဟုတ်လုံလောက်စွာခွင့်လွတ်ပြီးလို့ပါလူတွေရဲ့အမြင်လူတွေရဲ့ကိုယ့်ပေါ်အမြင်ဟာသူ့အနေနဲ့ကိုယ့်အပေါ်မှာဘယ်လိုခံစားချက်မျိုးရှိနေလဲဆိုတာနဲ့ထပ်တူကြတယ်ကိုယ့်သဘောကျနေတဲ့လူကြည်ယူနေတဲ့လူဆိုရင်အကောင်းဘက်ကမြင်တတ်ပြီးကိုယ့်ကိုကြည့်မရတဲ့လူအမြင်မကြည့်တဲ့လူဆိုရင်ကိုယ်ပါလှုပ်လို့အပြစ်လိုက်ရှာပြီးမကောင်းတဲ့ဘက်ကပဲမြင်နေတော့တယ်ချစ်တဲ့လူဟာဘာဖြစ်ဖြစ်ချစ်နေတတ်ပြီးမချစ်တဲ့လူကလည်းဘာဖြစ်ဖြစ်မချစ်တာမျိုးပေါ့ချစ်နေတဲ့လူတွေကတော့ကိုယ့်ရဲ့အသေးဖွဲလေးတွေကအစချစ်စရာကောင်းလိုက်တာတော်လိုက်တာဆိုပြီးအကောင်းဘက်ကမြင်နေပေမဲ့မချစ်မနှစ်သက်တဲ့လူကြတော့လေဘယ်လောက်ပဲကောင်းအောင်လှုပ်ထားပါစေဆိုးချက်ကိုရှာပြီးကြည်နေတာမျိုးပေါ့လူတွေရဲ့စိတ်ထားကတင့်ပေါ်မှာပြောင်းလဲသွားရုံပါချစ်တဲ့လူကတော့တင်မှားနေတဲ့တိုင်အောင်ကာကွယ်ပြီးနောက်ထပ်တစ်ချိန်မမှားတော့အောင်နားချလိမ့်မယ်ဖြောင်းပြလိမ့်မယ်ကိုယ့်သဘောမကျတဲ့လူမချစ်တဲ့လူကတော့ကိုယ်မှားကိုမရအောင်ရှာလိမ့်မယ်အပြစ်ပြောလိမ့်မယ်ချစ်တဲ့လူနဲ့ဆိုအပြစ်တွေကအစဒါဟာသူ့အားနည်းချက်လေလို့မြင်ပြီးဂရုဏာထားမိနေတာမျိုးပေါ့ဒါကြောင့်လူတစ်ယောက်ကတင့်ရဲ့လိုအပ်ချက်တွေပြစ်ချက်တွေကိုတင့်အပြစ်သဘောမျိုးပြောဆိုလာခဲ့ပြီဆိုရင်ဒါဟာသူ့အနေနဲ့တင့်ပေါ်ထားတဲ့သဘောထားစိတ်အမြင်ရပဲဖြစ်ပါလိမ့်မယ်လူတိုင်းစီမှာရောင်သွေးစုံစုံလင်လင်ရှိတာပါဘယ်သူကဘယ်လိုစိတ်ထားနဲ့ကြည်တယ်လဲဘယ်သူကတော့ဘာကိုမြင်နေတာလဲဆိုတဲ့ပုံမှာမူတည်ပြီးအယောင်တွေကွဲပြားသွားမှာပါပဲဒါကြောင့်လူတွေရဲ့အမြင်ကိုသိပြီးအာယုံမဆိုင်ပါနဲ့မိမိကိုယ်ကိုယ်တာကောင်းမွန်အောင်နေထိုင်ပါလောကဓာတ်ကောင်းတဲ့လောကဓာတ်တွေဟာကိုချင်းတရားကိုစမ်းသပ်ပြီးဆိုးတဲ့လောကဓာတ်တွေဟာခန္ဓာကြီးအားကိုစမ်းသပ်ခြင်းဖြစ်ပါတယ်လူရည်လို့ဖြစ်လာလို့လောကဓာတ်ရှင်မျိုးစလုံးကြုံတွေ့ရမှာမလွဲမသွေပါပဲလူဘဝရဲ့ပြည်လန်းဟာလောကဓာတ်တွေနဲ့တိဆောက်ထားတာဖြစ်လို့တစ်ခုပြီးရင်နောက်တစ်ခုကအသင်စောင့်နေလေရပါလောကဓာတ်ဆိုတာကောင်းတာကြီးလည်းမဟုတ်တယ်လို့ဆိုးတာကြီးလည်းမဟုတ်ပါဘူးလောကဓာတ်၈ပါးဆိုတာလက်ရခြင်းလက်မရခြင်းအချွေရန်ရှိခြင်းအချွေရန်မရှိခြင်းကဲ့ရဲ့ခံရခြင်းချီးမွမ်းခံရခြင်းချမ်းသာခြင်းဆင်းရဲခြင်းစတဲ့အကောင်းရောအဆိုးပါပါဝင်တဲ့ဖြစ်စဉ်တွေပဲဖြစ်ပါတယ်လောကဓာတ်တိုင်းဟာလည်းဖြစ်ပြီးရင်ပြည့်စမြဲပါအမြဲတမ်းလေပတ်နေမှာပါပဲအကောင်းလောကဓာတ်တွေနဲ့ကြုံတွေ့ပြီးဘဝစည်းစိမ်ရရှိနေတဲ့ချိန်အတွင်းမှာလဲမိမိကိုယ်ကိုစည်းစိမ်တွေချာအပျော်တွေချာမပြတ်စည်းသွားအောင်ထိမ့်သိမ်းတတ်ဖို့လိုတယ်လို့အဆိုးလောကဓာတ်တွေကြုံရတဲ့အခါလဲစာမေးပွဲတစ်ခုလိုမျိုးအဆုံးအထိခံနိုင်ရည်ရှိနဲ့ဖြတ်သန်းနိုင်ဖို့လိုပါတယ်ဒီလိုလောကဓာတ်၈ပါးအကြောင်းကိုသိထားမယ်ဆိုရင်ဘယ်လိုပြောင်းလဲပျက်စီးမှုမျိုးပဲလာဖြစ်ချိန်တန်လို့ဖြစ်ပြီးဒါဟာလောကရဲ့တဘာဝတရားပဲလို့နှလုံးသွင်းနိုင်မယ်ဆိုရင်လူရာထက်ပိုပြီးဆင်းရဲဒုက္ခတွေမရောက်ရတော့ပဲစိတ်အေးချမ်းနိုင်မှာပါဒါကြောင့်ကောင်းတဲ့လောကဓာတ်အလှည့်ရောက်နေလို့လဲမာမာနမကြွားပါနဲ့ဆိုးတဲ့လောကဓာတ်အလှည့်ရောက်နေလို့လဲမသိငယ်ပါနဲ့လူဘဝဟာလဲနေတဲ့စဝိုင်းတစ်ခုလိုနေရာတစ်ခုထဲမှာတည်မြဲနေမှာမဟုတ်လို့ပါအပြစ်အနာစာပါတဲ့အရာတွေကိုလည်းလက်ခံနိုင်ရင်လက်ခံပေးဖို့ကြိုးစားကြည့်ပါအားလုံးကတော့ပြီးပြည့်စုံတဲ့အရာကိုမှလိုချင်ကြတာပါပဲဘာလေးပဲဝဲဘာလေးပဲစားအလှဆုံးအသစ်လွန်ဆုံးအကောင်းဆုံးဖြစ်စဉ်ခြင်းတယ်အစားအစာတစ်ခုဖြစ်စေအရာမပြတ်သွားရင်ပုံစံလှနေမှပုံမပြတ်မှလိုချင်ကြတယ်ပစ္စည်းတစ်ခုခုဆိုရင်လည်းဒီအတိုင်းပဲတတိတဲ့တစ်လုံးကအစအနာပါရင်မလိုချင်ကြတော့ဘူးအဲ့ဒီအရာဟာအဲ့ဒီအပြစ်နာစာတစ်ခုကြောင့်သုံးမရတော့တာမျိုးလည်းမဟုတ်ပေမဲ့လူတွေကတော့ပြစ်ချက်လေးတစ်ခုရှိရင်ကိုမယူချင်ကြတော့ဘူးကျွန်တော်လည်းခုနောက်ပိုင်းမှာဒီအလေးကျင့်လေးကိုသုံးဆွဲချိမလို့ပါတရက်ကျွန်တော်စာအုပ်မှာထားတဲ့ဆိုင်ကနေစာအုပ်လေးကစွန့်ရပါသွားလို့အဆင်ပြေပါရဲ့လားမပြေရင်ပြန်ထုတ်ပေးပါမယ်ဆိုပြီးပြောလာတယ်ချက်ချင်းတော့ပြန်ထုတ်ပေးပါလို့ပြောလိုက်မလို့ပဲဒါပေမဲ့
တေချာပြန်သွေးပြန်တော့အဲ့ဒီစာအုပ်အစွန်းလေးကစာအုပ်ထိခိုက်သွားတာလည်းမဟုတ်ဘူးကိုကမယူတော့ဘူးဆိုရင်တခြားဘယ်သူကမှလည်းအဲ့ဒီစာအုပ်ကိုမယူချင်ကြတော့ဘူးမဟုတ်လားအဲ့ဒါနဲ့ရပါတယ်ထည့်ပေးလိုက်ပါဆိုပြီးပြောလိုက်တယ်ဒါကကျွန်တော်အတွက်ပထမအဆင့်အဖြစ်မပြည့်စုံတဲ့အရာတွေကိုလည်းလက်ခံပေးခြင်းပါပဲနောက်လေဒီနီလန်းလေးကိုဆက်ပြီးကျင့်သုံးမယ်လို့တွေးရင်ဝေမျှလိုက်ရပါတယ်တကယ်တော့ဈေးဆိုင်တွေအတော်များများကတနာစရာလည်းကောင်းပါတယ်အဲ့ဒီလိုအပြစ်အနာစာကြံတဲ့ပစ္စည်းတွေဟာရောင်းမထွက်ရင်သူတို့ပဲငွေအိတ်ကြမှာအရှုံးပေါ်ကြမှာပါစားတော့ဆိုင်ဆိုရင်လည်းအဲ့ဒီလိုပဲကိတ်မုံကအစပုံပြက်နေတဲ့မုံတွေပဲကြံခဲ့တတ်တာမဟုတ်လားကျွန်တော်တို့ရဲ့အပြစ်နာစာတွေကိုလက်ခံပေးမဲ့တစုံတစ်ယောက်ကိုအမြဲလိုချင်နေခဲ့ကြတယ်လို့မျိုးတခြားသောအရာတွေရဲ့အပြစ်ချက်တွေကိုလည်းလက်ခံပြီးစပြီးစူးစမ်းကြည့်ပါဒီနေရာမှာအများကြီးစွန့်လွတ်အနစ်နာခံဖို့ပြောနေတာမဟုတ်ပါဘူးကိုလက်ခံပေးနိုင်တဲ့လောက်ပဲလက်ခံပေးကြည့်ဖို့ပြောတာပါဒီလိုစိတ်မျိုးမွေးကြည့်ရင်လှပတဲ့အရာတွေကပဲတန်ဖိုးရှိတာဆိုတဲ့အတွေးလဲယော့သွားပြီးလောကရဲ့အရာအလုံးကိုတန်ဖိုးထားတတ်လာမှာပါနှောင်ကြိုးတွေခြီတဲ့အခါခြီကျင်တယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ပဲခြီပါမတည်မြဲတဲ့အရာတွေထဲမှာချစ်ချင်းမေတ္တာလည်းပါဝင်နေဆိုတာအားလုံးသိကြပါတယ်ဒါပေမဲ့ဒီတစ်ခုဟာစိတ်တွေကိုအနာကျင်ဆုံးဖြစ်နိုင်တယ်ဆိုတာကလည်းအားလုံးကိုယ်တွေ့ပါပဲနှောင်ကြိုးတွေဟာတစ်ချိန်မှာတော့ပြေကြမှာပါပဲတနေ့နေ့လမ်းခွဲကြရင်တော့နင်ကတော့ငါ့ကိုထားခဲ့လို့ငါကတော့နင်နဲ့ရှေ့မဆက်နိုင်လို့ဆိုပြီးအပြန်အလှန်နာကျင်နေကြမှာပါဒီတဘာဝတရားအတိုင်းတနေ့မှာခွဲရမယ်ဆိုရင်တောင်တတ်နိုင်တယ်လို့အတူတူရှိကျင်တယ်ဆိုတဲ့စိတ်နဲ့ပဲခြီပါတခါယူတဲ့အခါတခါပြန်ပေးတတ်ရပါမယ်မေတ္တာမှာအသွားပြန်ရှိတယ်ဆိုတာထက်ရှိတဲ့တယ်လို့ပြောရမယ်မေတ္တာဟာအသွားအလာရှိနေမှာတည်မြဲနေမယ်နှွေးထွေးနိုင်မယ်ချစ်တာလည်းနီးတူပဲဖြစ်တယ်သူကမေတ္တာပေးတဲ့အခါကိုကချစ်ချင်းပြန်ပေးရမယ်သူကသစ္စာပေးရင်ကိုကနှွေးထွေးမှုပြန်ပေးရမယ်သူကအချိန်ပေးတဲ့အခါကိုကအလေးထားမှုပြန်ပေးတတ်ရမယ်သူစီကတခုကိုရတဲ့အခါငါကရောဘာပြန်ပေးရမလဲလို့တွေးကြည့်ပါတစ်ဖက်လူကပဲအမြဲပေးနေတာကိုမလိုချင်ပါနဲ့တစ်ဖက်တည်းကပေးတဲ့အရာတွေကတည်မြဲလေမရှိနိုင်လို့ပါချစ်ချင်းမေတ္တာတိုင်းဟာရှင်ခွဲနဲ့သေခွဲဆိုတဲ့နှစ်လမ်းပဲရွေးချယ်စရာရှိကြတာပါဘယ်တော့မှမခွဲသွားဘူးနော်ဆိုတဲ့ဂရီစကားတွေကြောင့်ပေါင်းဖက်ကြတာထက်တနေ့နေ့ခွဲရမယ်ဆိုရင်တောင်တတ်နိုင်တဲ့လောက်အတူတူရှိကျင်တယ်ချစ်ပေးကျင်တယ်ဆိုတဲ့စိတ်နဲ့သာပေါင်းဖက်ပါအတူလက်တွဲပါအတူတူပဲစစ်ရည်ဒီစာသားလေးဆိုရှယ်မီဒီယာမှာခေတ်စားလာတော့တွေးမိတယ်တကယ်တော့ငါတို့ကကိုယ်တန်ရာမှာကိုနာတယ်လို့ထင်ကြတာပဲမဟုတ်လားငါအရန်နာကျင်ရတယ်ငါအရန်ခံစားရတာငါအရန်ပေးဆက်ခဲ့တာလို့ညီးကြတာပါပဲအဲ့ဒီအချိန်ကိုယ်ခံစားချက်တွေကိုလိုင်းမော်တင်ပြီးရေးမိရင်ဖွင့်မိရင်ငါတို့လည်းအဲ့ဒီလိုခံစားရတယ်အတူတူပါပဲလို့ဝိုင်းပြောကြတဲ့တငယ်ချင်းတွေရှိတယ်မဟုတ်လားတကယ်လဲအတူတူပါပဲငါတို့ကကိုယ်ခံစားရတဲ့ကိုယ်တန်ရာကိုတပြီးရေးကြီးခွင်ကျလုံနေကြတာပါတကယ်တော့လူတိုင်းမှာတယောက်တစ်မျိုးစီဒုက္ခတွေရှိကြပြီးတယောက်တစ်မျိုးစီစိတ်ထဲမှာအနာလေးတွေရှိကြတာပါပဲဒီလိုမျိုးမင်းတယောက်တည်းခံစားနေရတာမဟုတ်ပါဘူးတခြားလူတွေလည်းမင်းလိုခံစားဘူးပါတယ်ဘာမှမဖြစ်ပါဘူးမင်းမဟုတ်ပါဘူးမေ့ပြပြီးရှေ့ဆက်လိုက်ပါမကောင်းတာတွေကိုနှလုံးသားထဲကကြောက်တုံးပေါ်မှာရေးမှတ်ထားပြီးကောင်းတာတွေကိုတော့ရေပေါ်မှာရေးမှတ်ထားကြတယ်ဒါဟာလူတွေရဲ့တဘာဝပါဆယ်ကာချီးမွမ်းခံရတာကိုမေ့ပြစ်လိုက်ကြပြီးတခါကဲ့ရဲ့ခံရတာအပြစ်ပြောခံရတာကိုပဲမှတ်မိတတ်ကြတယ်ကောင်းခဲ့ဘူးတာတွေကိုမေ့ပြီးဆိုးခဲ့ဘူးတာတွေကိုပဲ
ပိုမှတ်မိတတ်ကြတယ်ဘလောက်ပဲကောင်းမွန်တဲ့ဆက်ဆံရေးတွေဖြစ်ခဲ့ပါစေကောင်းမွန်တဲ့အမှတ်တရတွေကိုမေ့ပစ်ကြပြီးအဆုံးသတ်မှာမသိမြတ်စွာလမ်းခွဲခဲ့ရတာကိုပဲမှတ်မိတတ်ကြပါတယ်ကောင်းမွန်တဲ့စကားတွေကိုသိမမှတ်မိတတ်ပေမဲ့မကောင်းပြောခံရတဲ့စကားတွေကိုတော့တစ်ခါတည်းနဲ့တေးမှတ်ထားတတ်တယ်ဒါဟာလူတွေရဲ့တဘာဝပါပဲစင်ကျင်သုံးတတ်တတ်ဖို့လိုတယ်ဒါကြောင့်ကောင်းတဲ့အရာတွေကိုနှလုံးသားထဲမှတ်ပြီးမကောင်းတာတွေကိုတော့ရေပေါ်မှာရေးမှတ်တတ်ဖို့ကြိုးစားကြရပါဦးမယ်အရာအလုံးကသင်ဘယ်လိုတွေးလဲဆိုတဲ့ပုံမှာမူတည်ပါတယ်သင်ရဲ့ကောင်းမြင်ခြင်းအဆိုးမြင်ခြင်းအလုံးဟာသင်ဘယ်လိုတွေးလိုက်တယ်လဲဆိုတဲ့အပေါ်မှာမူတည်တာလောကကြီးကိုရောအဆိုးဘက်ကကြီးမလားအကောင်းဘက်ကကြီးမလားဆိုတာသင်အတွေးတွေကနေတဆင့်ဖြစ်လာမှာပါလူတွေကိုရောအကောင်းဘက်ကမြင်မလားဆိုးတဲ့ဘက်ကမြင်မလားဆိုတာသင်ရဲ့အမြင်တစ်ခုပါပဲဒါကြောင့်သင်အတွေးတွေကိုခရူးစိုက်ပါအဲ့ဒီအတွေးတွေကနေပဲပူလောင်စေနိုင်တယ်လို့ငြိမ်းချမ်းစေနိုင်တာမဟုတ်လို့ပါအပြောတွေကိုမယုံပါနဲ့လက်တွေကိုပဲယုံပါနှိုင်းရှင်မှုတွေကိုသိမသုံးပါနဲ့လူတစ်ယောက်နဲ့တစ်ယောက်ကိုမနှိုင်းရှင်နဲ့လူတစ်ယောက်ရဲ့အလှနဲ့နောက်တစ်ယောက်ရဲ့အလှကိုလည်းမနှိုင်းရှင်ပါနဲ့လူတစ်ယောက်ရဲ့လုံနိုင်စွမ်းနဲ့နောက်တစ်ယောက်ရဲ့မလုံနိုင်စွမ်းကိုလည်းနှိုင်းရှင်မပြပါနဲ့လူတစ်ယောက်ရဲ့ပြည့်စုံမှုနဲ့နောက်တစ်စုံတစ်ယောက်ရဲ့ကွက်လက်ကိုလည်းမနှိုင်းရှင်မိပါစေနဲ့တစ်စုံတစ်ယောက်ကိုဝေဖန်ခြင်းတဲ့အခါနောက်တစ်စုံတစ်ယောက်ကိုနှိမ့်ချတာမျိုးမဖြစ်ပါစေနဲ့အဖြေကိုမသိလဲရပါတယ်ကျွန်တော်တို့ကဘဝမှာမိခွန်းတွေအများကြီးမေးကြပါတယ်အသက်အရွယ်တစ်ခုကိုရောက်လာလေရှင်သန်ရတာအချိန်ကြာလာလေကိစ္စတွေကရှုပ်ထွေးလာလေပါပဲဒီလိုရှုပ်ထွေးတဲ့ကိစ္စတွေတိုင်းမှာကျွန်တော်တို့ကမိခွန်းတွေသိများများမေးမိကြတယ်ကိုရောသူတစ်ပါးကိုရောအထူးသဖြင့်ဘာလို့လဲဆိုတဲ့မိခွန်းမှာမိခွန်းတွေဟာဘဝအတွက်လိုအပ်ပါတယ်တချို့မိခွန်းတွေအတွက်တော့လက်မလျှော့သင့်တယ်လို့တချို့မိခွန်းတွေအတွက်တော့အဖြေကိုမသိလဲရပါတယ်အဖြေကရှင်းလင်းစွာမတည်ရှိနေတဲ့အတွက်ပါလက်မလျှော့သင့်တဲ့မိခွန်းတွေကတခုခုဆုံးဖြတ်ချက်ချရမယ်မိခွန်းရွေးချယ်မှုလုပ်ရမယ်မိခွန်းအနာဂတ်အတွက်မိခွန်းတွေဖြစ်ပြီးအဖြေမသိလဲရတဲ့မိခွန်းတွေကတော့ခံစားချက်နဲ့ဆိုင်တဲ့မိခွန်းကိုယ်အနေနဲ့မထိန်ချုပ်နိုင်တဲ့ကံတရားတွေလူစိတ်တွေပြီးဆုံးသွားတဲ့အတိတ်တွေနဲ့ပတ်သက်ပြီးမိခွန်းတွေကတော့အဖြေကိုမသိလဲရပါတယ်ဒီအတိုင်းခံစားချက်ကိုပဲလက်ခံလိုက်ပြီးအမှန်အမှားဆိုတာတွေထက်စိတ်ကိုစိတ်နဲ့နားလည်ပြီးရင်ရှင်သန်နေထိုင်ပါလူကိုလူတစ်ယောက်အဖြစ်ပဲမြင်ပါကျွန်တော်တို့နိုင်ငံမှာအဓိကဖြစ်ကြတဲ့အရာကတော့ပုဂ္ဂိုလ်ဆွဲသိများပါတယ်ဒါအပြင်လူတွေကိုလွယ်လွယ်ယုံကြည်ပြီးချစ်ခင်ပြစ်တတ်ကြတယ်လို့လွယ်လွယ်နဲ့ပဲမုန်းတီးအပြစ်တင်တတ်ကြပါတယ်လူတစ်ယောက်ကိုလူတစ်ယောက်အဖြစ်ပဲမြင်ပါမိမိချစ်တဲ့လူဖြစ်ပါစေမိမိကမုန်းရတဲ့လူဖြစ်ပါစေလူဆိုတာအမှားလဲလုပ်တယ်လို့အမှန်လဲလုပ်တယ်တဲ့တော်ပါကောင်းတာလဲလုပ်တယ်လို့ဆိုးတာလဲလုပ်တဲ့တော်ပါစိတ်ကောင်းလဲရှိတယ်လို့မကောင်းတဲ့စိတ်လဲရှိကြပါတယ်အနည်းအများပဲကြွားကြမှာပါပုထုဇဉ်တိုင်းဟာဘဝကိုဒီတိုင်းပဲရှင်သန်နေကြတာပါလူပတ်ဝန်းကျင်ကလည်းတရားရစရာကောင်းပါတယ်ဝိုင်းပြီးမြောက်ပင်ချီးမြှောက်ကြတော့ကလည်းသူတို့ပဲအပြစ်တင်ပြောဆိုဆဲဆူကြတော့လေရခင်ကချစ်လာပါကြီးရဲ့ဆိုတဲ့ဒီလူတွေပဲဖြစ်နေပြန်တယ်လူတွေဘက်ကကြည့်တော့လေဒါဟာသူတို့အတွက်တစ္ဆာဖောက်ခံရတာယုံကြည်မှုချိုးဖောက်ခံရတာခံမြင်စရာပါပဲဒါပေမဲ့လူကိုလူလိုပဲမြင်မယ်ဆိုရင်ဒီလိုဖြစ်ပျက်တွေတတ်နိုင်တယ်လို့နေသွားမှာပါကျွန်တော်တို့ဟာကောင်းမွန်တဲ့အချက်တွေပြီးပြည့်စုံမှုတွေနူးညံ့တဲ့အစိတ်ပိုင်းတွေကိုမြင်ပြီးချစ်ခင်ခဲ့ကြတယ်ဒီလူသားကတော့တကယ်မျက်နှိုးဝေရာကောင်းလိုက်တာဆိုပြီးမျက်နှိုးတန်ဖိုးထားခဲ့ကြတယ်ဒါပေမဲ့မကောင်းတဲ့အချက်တွေအပြစ်တွေကိုမြင်လာတဲ့အခါမှာတော့ပထမချစ်တဲ့စိတ်ကြောင့်ပိုပြီးမုန်းတီးရပြန်တယ်ကိုမျောလင့်ထားတာနဲ့လွဲချော်နေတဲ့အခါ
ပို့ပြီးဒေါသထွက်ရပြန်တယ်ဒီလိုနဲ့ပဲကျွန်တော်တို့ဟာဘဝမှာလုံးလေချလဲနေတော့တာပါပဲတကယ်ကလူတယောက်ကိုလူလိုပဲမြင်မယ်ဆိုရင်လူဆိုတာကောင်းတာနဲ့မကောင်းတာနဲ့တွင်တွဲနေတဲ့အရာတစ်ခုဆိုတာကိုသိရင်သင်ဒီလောက်ခံမြင်ရပူပြင်းရမှာမဟုတ်တော့ပါဘူးမိသားစုထဲမှာပဲဖြစ်ပါစေမိတ်ဆွေချစ်သူကိုတန်ဖိုးထားရတဲ့ပုဂ္ဂိုလ်ဖြစ်ပါစေလူကိုလူလို့ပဲမြင်ပါအရာရာတိုင်းမှာအဆိုးအကောင်းရှိပါတယ်လူတွေဟာပြောင်းလဲတတ်ကြပါတယ်တော်တော်များများကမေးတတ်ကြတယ်ကိုယ်ရမ်းချစ်ခဲ့တဲ့လူကပြောင်းလဲသွားနိုင်လို့လားကိုယ်ရမ်းခင်ခဲ့တဲ့တငယ်ချင်းကပြောင်းလဲသွားနိုင်လို့လားစသဖြင့်မေးတတ်ကြတယ်ဟုတ်ကဲ့လူတွေကပြောင်းလဲတတ်ကြပါတယ်ဘယ်လောက်ချစ်ခဲ့တဲ့လူဖြစ်ဖြစ်ကိုယ့်အပေါ်ချစ်တွေကုံသွားတဲ့နေ့ဆိုတာရှိတတ်တယ်ဘယ်လောက်ကောင်းတဲ့မိတ်ဆွေဖြစ်ပါစေကိုယ့်အပေါ်မကောင်းကျင်တော့တဲ့မကောင်းနိုင်တော့တဲ့အချိန်ခါဆိုတာရောက်လာတတ်ပါတယ်ဒီလိုလူတွေပြောင်းလဲသွားကြတာဟာကျွန်တော်တို့ရဲ့သူတို့အပေါ်ပြုမှုဆက်ဆံတတ်တဲ့ပုံစံတွေအကြောင်းလည်းဖြစ်နိုင်တယ်လို့ကျွန်တော်တို့ကြောင့်မဟုတ်ပဲသူတို့ဘာသာစိတ်ပြောင်းလဲသွားကြတာလည်းဖြစ်နိုင်ပါတယ်ချစ်တိုင်းလည်းအနိုင်မယူရဘူးကိုယ့်ဘောကောင်းတိုင်းလိုက်ရောတိုင်းလည်းရောက်မတက်ရဘူးသူကတော့ငါ့ဘောကောင်းနေတာပဲငါဘာလုပ်လို့တီးခံရမှာပေါ့သူပြောတော့ငါ့ကိုချစ်တယ်ဆိုငါဘာလုပ်လို့ချော့ရမှာပေါ့ဆိုရင်တော့ကြာလာရင်တစ်ဖက်ကလည်းစိတ်ကုန်စိတ်ပြတ်သွားနိုင်ပါတယ်ဒါကြောင့်ချစ်ရင်ဘာလုပ်လို့တီးခံရမှာပေါ့တီးမခံရင်မချစ်လို့ပေါ့လို့ကလေးဆန်ဆန်မတွေးပါနဲ့တော့ဒါပေမဲ့ကျွန်တော်တို့ကြောင့်မဟုတ်ဖ ೇಲೆ သူတို့ကပြောင်းလဲတတ်ပါတယ်အရာအားလုံးမှာ expire date ဆိုတာရှိပါတယ်ဒါလောကရဲ့ဖြစ်စဉ်လူတွေရဲ့ဖြစ်စဉ်မှာကျွန်တော်တို့ဘဝမှာဒါမျိုးတွေဟာကြုံရမှာပါတချို့ကပြောကြတယ်ပြောင်းလဲသွားတယ်ဆိုတာတကယ်မချစ်လို့ပေါ့တဲ့လက်တွေ့ဘဝမှာတော့နှစ်တွေအကြာကြီးကိုယ့်ပေါ်ဖူးဖူးမှုတ်ခက်ကိုမကိုဖြစ်ခဲ့ပြီးတာတောင်ပြောင်းလဲသွားတဲ့လူတွေလည်းရှိပါတယ်နှစ်တွေနဲ့ချီပြီးတောင်မှနော်ဒါကြောင့်မချစ်ခဲ့တာလားတကယ်ခံစားချက်မစစ်မှန်ခဲ့တာလားဆိုတာတဲ့တကယ်တော့အချစ်တွေကုန်သွားတာဖြစ်နိုင်ပါတယ်ကိုချစ်ရတဲ့ကိုကိုချစ်တဲ့သူပြောင်းလဲသွားတဲ့အခါကိုကသူ့အပေါ်ကောင်းရက်နဲ့ပြောင်းလဲသွားရင်တော့လက်ပိုက်တာကြည့်နေပါတော့လူတွေကပြောင်းလဲတတ်ကြပါတယ်ဒီစကားလေးကိုမှတ်ထားပါဘဝမှာအပြောင်းလဲတွေကြုံရတဲ့အခါဒီစကားလေးနဲ့လူတွေရဲ့အလေးထားဒီလိုရှိကြောင်းတွေးပြီးဖြေသိမ့်နိုင်ကြပါစေအံဝန်ခွင်ကြကဘာကြီးကလူတွေအယမ်းများပါတယ်လူတွေများတဲ့အလျောက်သဘောထားတွေစိတ်ထားတွေဆန္ဒတွေလူတွေရဲ့လိုအပ်ချက်တွေကလည်းများကြတယ်ကျွန်တော်တို့တွေဟာလည်းတတ်နိုင်တဲ့လောက်တော့ရောက်ရလူမှုပတ်ဝန်းကျင်နဲ့အသင့်အတင့်တော့ပြေးလည်အောင်နေကြရတာပါပဲအဲ့ဒီလိုနေထိုင်နိုင်တာကလည်းကောင်းမွန်တဲ့အရေးချင်းတစ်ချက်ပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဘဝဆိုတဲ့ကဘာငယ်တွေကိုလူတွေခေါ်သွင်းတဲ့အခါမှာတော့ကိုယ်နဲ့အာဝန်ခွင့်ကြမဖြစ်တဲ့လူတွေကိုခေါ်သွင်းမိမယ်ဆိုရင်အပြန်အလှန်အထိရှာတွေများပြီးစိတ်မချမ်းမြေမှုတွေကြုံတွေ့ရနိုင်ပါတယ်အာဝန်ခွင့်ကြဆိုလို့တခြားမဟုတ်ပါဘူးအကုန်လုံးလဲတူညီနေကြမယ်လို့မဆိုလိုပါဘူးအပြန်အလှန်လက်ခံနိုင်ခြင်းဆိုတာနဲ့လိုအပ်ခြင်းဆိုတဲ့အရာနှစ်ခုပေါ်မှာပဲအခြေခံထားတာပါအပြန်အလှန်လက်ခံနိုင်ခြင်းဆိုတာလူတွေပေါင်းဖက်တဲ့မိတ်ဆွေဖြစ်စေချစ်သူအိမ်အောင်ဘက်ဖြစ်စေတယောက်အကြောင်းကိုတယောက်ကောင်းမွန်စွာသိပြီးတယောက်စိတ်ရဲ့အကျင့်စရိုက်ဘဝခံယူချက်နေထိုင်မှုပုံစံတွေကိုလက်ခံနိုင်မှဘဝထဲမှာကြာရှည်စွာရှင်တွဲနေထိုင်လို့ရမှာပါဒီနေရာမှာတူညီတယ်လို့မပြောလို့ပါဘူးမတူညီနိုင်ကြပါဘူးဒါပေမဲ့တယောက်ကိုတယောက်စစ်မှန်စွာလက်ခံနိုင်မှသာကြာရှည်စွာရှင်တွဲနေထိုင်နိုင်မှာပါဒုတိယတစ်ခုအနေနဲ့လိုအပ်ခြင်းမေတ္တာတရားမှာအပေးနဲ့ယူဟာညီမျှဖို့နဲ့ဟန်ချက်ညီဖို့ကအဓိကပဲကိုလိုချင်တာကိုသူပေးနိုင်ပြီးသူလိုချင်တာကလည်းကိုယ့်စီမှာရှိနေမှကိုကလည်းပေးနိုင်မှရှင်တွဲနေထိုင်လို့ရမယ်အပြန်အလှန်တယောက်ကဘာလိုလဲဆိုတာကိုသိပြီးတယောက်ကလည်းပေးဖို့ရဆန္ဒရှိရဆိုရင်
ဘဝတွေပေါင်းဖက်နိုင်မှာဖြစ်ပါတယ်ဒီနေရာမှာစိတ်ထားကိုပဲဆိုလိုခြင်းဖြစ်ပါတယ်သူလိုချင်တဲ့မေတ္တာနဲ့ကိုပေးနိုင်တဲ့မေတ္တာကထပ်တူကြဖို့လိုတယ်ကိုယ့်ဘက်ကလည်းအဲ့လိုလူကိုပဲမျှော်လင့်ကြတာပါဘယ်သူကကိုတကယ်တောင်းတရတဲ့မေတ္တာကိုပေးနိုင်မလဲဆိုတာကိုပေါ့လမ်းခွဲတတ်ပါစေချစ်သူရည်စားတွေဖြစ်ကနေလမ်းခွဲတဲ့အခါဖြစ်စေမိတ်ဆွေတငယ်ချင်းအဖြစ်ကနေခံယူချက်တွေအစင်မပြေတော့လို့သစိမ်းဆန်ဆန်နေကြတော့မယ့်အခါဖြစ်စေလမ်းခွဲတတ်ပါစေအတူရှိနေတော့ကတော့ဆက်ဆံရေးတိုင်းဟာအစင်ပြေကြတာပါပဲချစ်နေခင်နေတော့အကောင်းတွေကိုပဲမြင်ခဲ့ကြပြီးဘယ်လောက်ပဲမကောင်းတဲ့လူဖြစ်နေပါစေကိုယ့်ပေါ်မှာကောင်းခဲ့တဲ့အချိန်တွေတော့ရှိပါတယ်ဘယ်သူကကောင်းခဲ့တယ်ဘယ်သူကဆိုးခဲ့တယ်တွေမငင်းခုန်ပါနဲ့တော့ကိုလည်းသူ့ဘောကောင်းခဲ့တာရှိတယ်လို့သူလည်းကိုယ့်ဘောကောင်းခဲ့တာတွေရှိပါတယ်နီးတူပဲသူလည်းဆိုးခဲ့တာတာဝန်မကြည်ခဲ့တာတွေရှိတယ်လို့ကိုလည်းတာဝန်ပြက်ကွက်ခဲ့တာဆိုးခဲ့တာတွေရှိမှတေချာပေါက်ပါပဲဘယ်သူကတော့ပူတယ်ဘယ်သူကတော့လူတယ်ဆိုတာတွေမိမိစိတ်နဲ့မိမိငင်းခုန်နေရင်ပြတ်တောက်သွားတဲ့ဆက်ဆံရေးပေါ်မကြည်မချမ်းဖြစ်ပြီးကိုယ်ပဲစိတ်ပင်ပန်းဆင်းရဲရမှာပါကောင်းတာတွေကိုလည်းကောင်းတာတွေအတိုင်းအတိအမှတ်ပြုပြီးမကောင်းတာတွေကိုလည်းမကောင်းတာတွေအတိုင်းပဲထားလိုက်ပြီးလမ်းခွဲတတ်ပါစေပြတ်တောက်သွားတဲ့ဆက်ဆံရေးတွေအကြောင်းအများကြီးပြန်မတွေးပါနဲ့အချစ်တွေကုံသွားတာကိုဆွဲလန်းစိတ်တွေနဲ့ပြန်မဆက်ချင်ပါနဲ့တခါတလေမှာအကောင်းဆုံးဆိုတာဘာမှထွေထူးထူးမဟုတ်ဘူးအရာအလုံးပြီးဆုံးသွားချိန်မှာကိုမှန်းဆထားတဲ့အတိုင်းဖြစ်မလာခဲ့ဘူးဆိုရင်တောင်အကျိုးဆက်ကိုလက်ခံနိုင်ပြီးမယိုင်လဲသွားမဲ့စိတ်ခွန်အားတွေရှိနေဖို့ပဲဇက်ဝင်ကန်တစ်ခုတည်းကစာတာပါစိတ်ခွန်အားဆိုတာအဲ့ဒီအတိုင်းပါပဲအကောင်းဆုံးတွေဖြစ်လာမှပျော်ရွှင်နိုင်တာမဟုတ်ပဲအဆိုးဆုံးတွေကိုလည်းလက်ခံနိုင်ပြီးမိမိကိုယ်ကိုပြန်နှစ်သိမ့်နိုင်ခြင်းကလည်းရင့်ကျက်မှုတွေပဲသိပြီးပြင်ပန်းရတဲ့နေ့ရက်တွေရောက်တဲ့အခါဘာမှအများကြီးမတွေးပဲဒီနေ့အတွက်ပဲကောင်းကောင်းမွန်မွန်ရှင်သန်ပါမနေ့ပြန်ရောက်လို့အစင်မပြေသေးလေအဲ့ဒီတရက်ပဲကောင်းကောင်းရှင်သန်ပါဘဝဆိုတာကြိုတွေးထားတိုင်းလည်းဖြစ်မလာတတ်တယ်လို့ကြိုစိတ်ပူထားတဲ့လောက်လဲဆိုးချင်မှဆိုးမှာပါကိုပိုင်တဲ့ဒီနေ့လေးမှာပဲစိတ်ကြည်ကြည်လင်လင်ရှိအောင်ကြိုးစားပြီးကိုလုံနိုင်တာတွေကိုလုံနေရင်သင်ဟာတင့်ဘဝအတွက်တာဝန်ကြီးပါတယ်တရားရာခိုင်နှုန်းအရာအလုံးမှာတရားရာခိုင်နှုန်းဆိုတာမရှိပါဘူးတိတ်ကိုတေချာပါတယ်ဆိုတဲ့အရာတွေတောင်မတေချာတော့တဲ့အခါပြောင်းလဲသွားတာလွဲချော်သွားတာမျိုးရှိတတ်ပါတယ်အခုမှန်နေပေမဲ့နောက်ကျမမှန်တာမျိုးလည်းရှိတာပေါ့လူသားတွေဟာအချိန်ကာလတစ်ခုတည်းပဲရှင်သန်ရတာဖြစ်ပြီးအဆုံးအထိဘယ်သူမှသွားမကြည့်နိုင်တာမို့ပါထောက်ခံတယ်ဆိုတဲ့နေရာမှာလဲတရားရာခိုင်နှုန်းမရှိသလိုကန့်ကွက်တယ်ဆိုတဲ့နေရာမှာလဲတရားရာခိုင်နှုန်းမရှိပါဘူးကိစ္စတစ်ခုကိုဆုံးဖြတ်ကြငင်းခုန်ကြတဲ့အခါလဲတရားရာခိုင်နှုန်းမှန်နေတယ်ဆိုတာမရှိသလိုတရားရာခိုင်နှုန်းမှားယွင်းနေတယ်ဆိုတာမျိုးလည်းမရှိပါဘူးဒါကြောင့်ဘယ်သူနဲ့ပဲရှင်ပြီးငင်းခုန်နေပါစေကိုယ့်ဘက်ကလည်းအလုံးစုံမမှန်တယ်လို့သူ့ဘက်ကလည်းအလုံးစုံမမှန်ဘူးဆိုတာသိထားဖို့လိုပါတယ်လူတိုင်းဟာကိုယ့်ထင်မြင်ယူဆချက်တွေနဲ့ကိုယ်စီရှင်သန်နေကြရုံပါပဲဒါကြောင့်ငါတွေးတယ်လို့လိုက်မတွေးလို့သူကတော့မှားတယ်ငါလုပ်တယ်လို့လိုက်မလုပ်လို့သူကမှားတယ်ဆိုတာမျိုးမရှိပါဘူးလူချစ်လူခင်ဘယ်လောက်များတဲ့လူဖြစ်ပါစေမုန်းတီးတဲ့လူဆိုတာလည်းရှိပါတယ်လူတိုင်းဟာမပြည့်စုံနိုင်ပါဘူးဒါကြောင့်မိမိကိုမုန်းတီးတဲ့လူတွေမလိုတဲ့လူတွေမိမိနဲ့အမြင်မတူတဲ့လူတွေရှိတာဟာတဘာဝပါပဲဒါကြောင့်အမြင်မတူတဲ့လူတွေနဲ့ငင်းခုန်ရတဲ့အခါမနာလိုမုန်းတီးတဲ့လူတွေနဲ့ကြုံရတဲ့အခါလူရာထပ်ပို့ပြီးစိတ်ထဲမထားပဲလေးလူရှုတတ်ပါစေဒါပေမဲ့တရားမှုနဲ့မတရားမှုတွေကတော့ရှိတာပေါ့ဘဝအကြောင်းတစ်ချိန်ကျတယောက်ယောက်ကငါတို့ဘဝတွေအကြောင်းနားထောင်ရရင်ဘယ်ချိန်မှအောင်မြင်ခဲ့ကြောင်းဘာတွေလုပ်နိုင်ခဲ့ကြောင်းဘယ်လိုဘဝကနေရှင်သန်ရုန်းကန်လာနိုင်ကြောင်းပဲ
ဇလန်တစ်ခုလိုအထီးကကြတဲ့နေ့ရဲ့အသေးစိတ်လောက်ကိုပဲသိနိုင်ကြမှာမဟုတ်လားငါတို့ကိုယ်တိုင်လည်းအဲ့ဒီလိုနေ့ရက်တွေလောက်ကိုပဲပြန်ပြောပြမှာပါအရင်နှစ်ကဒီလဒီနေ့ဒီအချိန်မှာအရေးကြီးခဲ့တဲ့အဖြစ်အပျက်ကိုလည်းငါတို့မသိတယ်လို့ဝမ်းနည်းနေခဲ့တယ်ဆိုရင်တောင်အဲ့ဒီအရာတွေဟာတကယ်တမ်းကျအရေးမပါခဲ့ဘူးမဟုတ်လားဒါကြောင့်ဘယ်ရာအတွက်နဲ့မှခံစားမလွယ်ပါနဲ့လူတွေကအဆုံးသက်ရလက်ကိုပဲစိတ်ဝင်စားကြတာမို့ခက်ခဲတဲ့ဘဝပဲမဲ့အဆုံးသက်လှတဲ့အခါမင်းဟာလူတော်တယောက်ဖြစ်လာပြီးအဆုံးသက်မလှခဲ့ရင်မင်းဟာလောကဓာတ်ကိုရှုံးခဲ့တဲ့ခက်ညံ့ညံ့လူတယောက်လို့လူတွေကမှတ်ချက်ချကြရအောင်ပေါ့ဒါကြောင့်စိတ်ခံစားချက်တွေကိုတိတ်လွတ်လပ်ခွင့်မပေးပါနဲ့ဝမ်းနည်းရတာကျင့်ပါလာတဲ့အခါကြောင်မှာပဲကတ်နေခြင်းလာလိမ့်မယ်ငိုခြင်းတဲ့အခါငိုချလိုက်ပြီးတဲ့အခါလဲပြန်အားတင်းထားပါလောကကြီးကိုအပြစ်တင်နေလို့လဲငါတို့အတွက်ဘာမှမထူးနိုင်ဘူးလေတခြားလူတွေရဲ့မျက်လုံးကိုမသုံးပဲကိုယ့်မျက်လုံးနဲ့ကိုကမ္ဘာလောကကြီးကိုကြည့်မြင်ခြင်းဖြင့်ကိုယ်ပိုင်အိမ်မက်တွေနောက်ကိုလိုက်ပါတဲ့တယ်ကျွန်တော်တို့ဟာကိုယ့်ဘဝကိုရှောက်နေရင်ကိုယ့်စာအုပ်မှာကိုယ့်အကြောင်းကိုရေးနေတဲ့ကိစ္စမှာတခြားသူတွေရဲ့အမြင်ကိုအယံအာရုံထားကြပါတယ်ကိုယ့်ရဲ့အကြောင်းကိုတခြားလူတွေသိတယ်ဆိုတာကိုပြတဲ့လောက်ပဲမြင်တာပါကိုပြောတဲ့လောက်ပဲသိတာပါကျွန်တော်တို့အကြောင်းကိုကျွန်တော်တို့အသိဆုံးပဲကျွန်တော်တို့ဟာအများတန်းကြီးတော့ကောင်းမနေနိုင်ပါဘူးတစုံတစ်ယောက်ရဲ့ဘဝမှာတော့ဘီလိန်ဖြစ်ဖူးကြမှာပဲကျွန်တော်တို့ကောင်းတဲ့လုပ်ရက်တွေလုပ်နေတဲ့အချိန်မှာတိသွားတဲ့လူတွေကလူကောင်းလို့မြင်ပြီးဘဝမှာထထခါခါကြာရှုံးနေတဲ့အချိန်မှာမြင်သွားတဲ့လူကလည်းလူညံ့လို့ထင်သွားကြမှာပဲကျွန်တော်မှားဘူးလိမ့်မယ်ဒါပေမဲ့အဲ့ဒီအမှားကခမားဘဝကိုထိခိုက်သွားအောင်ထီတော့ဘယ်တော့မှမမှားခဲ့ဘူးသေးဘူးမှားခြင်းရင်လည်းမှားသွားနိုင်ပါတယ်ကျွန်တော်ကြောင့်တစုံတရာထိခိုက်သွားခဲ့တာရှိရင်တောင်းပန်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တတ်နိုင်တာကိုပြန်လုပ်ပေးပါမယ်ဒါပေမဲ့ကျွန်တော်ဘဝနဲ့ပတ်သက်ပြီးတော့ခမားအနေနဲ့တစိုးတစီမြဝင်ဆက်ဖက်ပိုင်ခွင့်မရှိပါဘူးလို့ခမားကိုမထိခိုက်သေး၍တပားသူရဲ့လုပ်ရက်ကိုမှန်တယ်မှားတယ်ပြောပိုင်ခွင့်မရှိဘူးကျွန်တော်အနေနဲ့လည်းဂယုစိုက်စရာမလိုဘူးလို့ထင်တယ်အားလုံးကသွားနေတဲ့လမ်းတွေမတူတာသိတယ်နဲ့ရောက်နေတဲ့ခြေနေတွေမတူတာလဲသတိထားတယ်နဲ့ကျွန်တော်တို့ကကိုယ့်ဘဝကိုပိုင်ပါတယ်တခုတော့ရှိတယ်ကျွန်တော်ကအများနဲ့သက်ဆိုင်တဲ့အလုပ်တစ်ခုကိုတာဝန်ယူထားပြီးကိုယ့်တာဝန်ကိုမကြေတာမျိုးကိုယ့်အလုပ်ကိုမကြေပွန်တာမျိုးဆိုရင်တော့ခမားပြောရမြကျွန်တော်ခံမမယ်သုံးသက်မစောပါနဲ့လူတယောက်ကိုအပြုတ်မှုတစ်ခုတည်းစကားတစ်ခုတည်းတစ်ခါတည်းနဲ့မဆုံးဖြတ်လိုက်ပါနဲ့လူတွေကိုသုံးသက်မစောပါနဲ့လူတွေကိုစစ်မှန်စွာသုံးသက်ခြင်းနဲ့ဆိုရင်လေခံစားချက်တွေကိုဘေးဖယ်ထားရဖို့လိုပါတယ်ကိုယ့်အနေနဲ့သူ့အပေါ်ချစ်တယ်မုန်းတယ်တွေမဟုတ်ပဲလူတယောက်ကိုအရှိအတိုင်းကောင်းခြင်းဆိုးခြင်းတွေကိုဝေဖန်သုံးသက်တတ်ဖို့လိုအပ်ပါတယ်လူတွေကိုသုံးသက်စောတာဟာတင့်ကိုအမှားကြီးမှားစေမှာပါလူတယောက်ဟာကိုယ်နဲ့တွေ့တဲ့အချိန်မှာပျော်နေတဲ့အချိန်ဖြစ်နိုင်တယ်ဝမ်းနည်းနေတဲ့အချိန်ဒေါသဖြစ်နေတဲ့အချိန်ဖြစ်နိုင်ပါတယ်ဒါကြောင့်လူတယောက်ကိုတစ်ခါတည်းနဲ့မဝေဖန်ပါနဲ့မသုံးသက်ပါနဲ့အဲ့ဒီလိုပဲမိမိကိုတစုံတစ်ယောက်ကတစ်ချိန်တစ်ခါနဲ့ဝေဖန်သုံးသက်နေရင်လေအဲ့ဒီလူဟာလူတွေပေါ်သုံးသက်မှုဉာဏ်ဖြင့်တဲ့လူပဲဖြစ်ပါလိမ့်မယ် Don't judge a book by its cover ဆိုလိုပဲစောက်တို့ရဲ့အဖုံးကိုကြည့်ပြီးအထက်အကြောင်းအရာတွေကိုမသုံးသက်ပါနဲ့လူတယောက်ကိုအပေါ်ယံကြည့်ပြီးမဝေဖန်ပါနဲ့အကဲမဖြတ်ပါနဲ့ဝေဖန်မှုတွေကိုသတိပြုပါတစုံတစ်ခုကိုဝေဖန်တယ်တစုံတစ်ယောက်ကိုဝေဖန်တယ်ဆိုတာအဲ့ဒီအရာအပေါ်မှာကိုဘယ်လောက်အထိသိထားတယ်ဆိုတာကိုဖွင့်ချပြလိုက်တာနဲ့အတူတူပါပဲဒါကြောင့်တစုံတစ်ခုသောအကြောင်းအရာဒါမှမဟုတ်တစုံတစ်ယောက်ကိုဝေဖန်တော့မယ်ဆိုရင်မိမိကိုယ်ကိုသတိပြုပါတပားသူကိုဝေဖန်ချင်တာနဲ့ပဲငါကတော့ဒီလောက်ပဲသိတယ်ဆိုတာကိုကိုယ်တိုင်ထုတ်ပြတယ်လို့ဖြစ်သွားပါလိမ့်မယ်ယဉ်ကျေးစွာဝေဖန်ပါအပြုအမူအပြောဆိုတာမိမိရဲ့ဂုဏ်သိက္ခာမိမိရဲ့ပုံရိပ်ပါပဲတခုခုကိုဝေဖန်တော့မယ်ဆိုရင်တော့ယ
ရင်ကျေးစွာနဲ့ဝေဖန်ပါရင်ကျေးစွာညှင်းခုန်ပါဘယ်လိုအတွက်မှမဟုတ်ပါဘူးမိမိကိုယ်ကိုဂုံမြင့်ပေးတဲ့တဘောကိုမိမိပါတာပဲဆောင်ရမှာမို့လို့ပါလေးစားမှုဆိုတာမိမိအပေါ်မှာလည်းရှိရမှာဖြစ်တယ်လို့ဘေးလူအပေါ်မှာထားရှိရပါမယ်တကယ်လို့ညှင်းခုန်ရမယ်ဆိုရင်လည်းကြက်ကြလက်ကြနဲ့ပဲညှင်းခုန်ပါဝေဖန်မှုဆိုတာဟာလည်းမိမိရဲ့အမြင်တစ်ခုသာဖြစ်ပါတယ်ကိစ္စတိုင်းဟာဘက်ပေါင်းစုံကကြည့်လို့ရပြီးကိုကြည့်တယ်လို့မြင်ရတာပဲမို့ကို့အမြင်ကတော့ရာဂိုင်းနှုံးပြည့်မှန်တယ်သူ့အမြင်ကတော့ရာဂိုင်းနှုံးပြည့်မှားတယ်ဆိုတာမရှိပါဘူးဒါကြောင့်အပြန်အလှန်ညှိနှိုင်းဆွေးနွေးတဲ့အခါလဲလေးစားမှုရှိဖို့လိုပါတယ်အဲ့ဒီလိုပါပဲမိမိကိုဝေဖန်ပြောဆိုလာရင်လဲကောင်းမွန်သောဝေဖန်မှုဆိုရင်လေးစားစွာနဲ့နားထောင်လိုက်ပါမိမိသဘောထားကိုလည်းပြန်လဲဖြည့်ရှင်းပေးလိုက်ပါအဲ့ဒီလိုမဟုတ်ပဲရိုင်းဆိုင်စွာဝေဖန်ပြစ်တင်လာတာမျိုးတွေကိုတော့မိမိစိတ်အေးချမ်းမှုအတွက်လက်လူရှုလိုက်ပါလူဘဝဟာစောင့်ဆိုင်ခြင်းနဲ့ပဲကုံဆုံးနေလားလူတွေဟာတစ်စုံတစ်ခုကိုအမြဲတမ်းစောင့်ဆိုင်နေတတ်ကြတယ်ပတ်စံရှိမဲ့အချိန်ကိုစောင့်နေလူရင်ဆန္ဒပြည့်မဲ့အချိန်ကိုစောင့်နေယာရီဥရုပူခြင်းအေးခြင်းကိုစောင့်နေအလုတ်အားမဲ့အချိန်ကိုစောင့်နေအချစ်စစ်ကိုရမဲ့အချိန်ကိုစောင့်နေပတ်စံမရှိလို့မပြောနိုင်ဘူးလိုချင်တဲ့ပစ္စည်းလေးမရသေးလို့မပြောနိုင်ဘူးနေရာတွေမကြိုက်လို့မိုးရာတွေကိုစောင့်နေမိုးရာတွေမကြိုက်လို့ဆောင်းရာတွေကိုစောင့်နေဒီနေရာမှာမပျော်ရွှင်နိုင်လို့တခြားနေရာရောက်မဲ့အချိန်မှပျော်နိုင်မှာဆိုပြီးစောင့်နေတစုံတစ်ခုကိုလှုပ်ဖို့ဆိုရင်အလုတ်အားမဲ့အချိန်ကိုစောင့်နေအချစ်စစ်ကိုမတွေ့သေးလို့မပျော်ရွှင်နိုင်ဘူးသူများတွေကကျင်ဖော်ရနေပြီငါကအထီးကျန်နေသေးဆိုတာမျိုးပေါ့နောက်ဆုံးကြကျွန်တော်တို့မျှော်လင့်ထားတယ်လို့စောင့်ရကြုံမနှက်တဲ့အခါကိုပဲပို့ပြီးစိတ်ပင်ပန်းလာရတော့တာပဲဒါကြောင့်ပျော်ရွှင်ဖို့ရမစောင့်ဆိုင်ပါနဲ့ဒါရှိမှပျော်နိုင်ပါမယ်အဲ့ဒီနေရာကိုရောက်မှပျော်နိုင်ပါပဲဆိုတာတွေကအဲ့ဒီနေရာထင်ထားလောက်ကြီးအစင်ပြေချောမွေ့မနေတာမျိုးလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်ပျော်ရွှင်နိုင်ဖို့ရရောက်ချင်တဲ့နေရာချမ်းသာမဲ့အချိန်လိုချင်တဲ့ຢာတွေကိုစောင့်နေမှထက်ရောက်တဲ့နေရာရှိတဲ့ຢာနဲ့လည်းပျော်ရွှင်နေတတ်ဖို့လိုပါတယ်လူဘဝဆိုတာကြိုးစားတိုင်းလည်းမရတာရှိတယ်လို့ပိုင်ဆိုင်ထားပြီးမှလည်းဆုံးရှုံးလိုက်ရတာပဲရှိတတ်တဲ့လောကကြီးမို့ဒီသဘောတရားတွေကိုသိနားလည်ထားမှပျော်ရတဲ့အချိန်ကပုံများနိုင်ပါလိမ့်မယ်ဖတ်ဖူးတဲ့စာစုလေးတစ်ပုဒ်မှာကောက်လို့ပါတယ်ဒီစာစုလေးကိုမြင်မှကိုယ်တိုင်လည်းတစုံတစ်ခုသောအရာတွေကိုအမြဲဆောင်စမ်းရင်အချိန်ကုန်နေမိပါလားဆိုပြီးသုံးသပ်မိလို့တခြားသောလူတွေကိုလည်းမျှဝေခြင်းလို့ပါမိမိကဘာမှာတော့မိမိကိုဗဟိုပြုပြီးပဲလေပတ်ပါစိတ်ပေါ်ပါလူပေါ်ပါရှိကြတဲ့လူတွေကိုကြည့်လိုက်ရင်သူတို့တွေကအခြားလူတွေရဲ့ဘဝကိုလိုတာထက်ပိုပြီးစိတ်မဝင်စားကြတဲ့လူတွေပါတခြားလူတွေဘာလုပ်နေပြီဘာဖြစ်နေပြီငါကတော့မဖြစ်သေးဘူးဆိုတဲ့အတွေ့အမျိုးလဲတိတ်တွေးမိကြပုံမပေါ်ပါဘူးတွေးမိစရာလည်းမလိုပါဘူးငါဖြစ်ချင်တဲ့ရည်မှန်းချက်ကဘာလဲငါဖြတ်တန်းချင်တဲ့ဘဝပုံစံကဘယ်လိုမျိုးလဲအဲ့ဒီအတွက်ကောအခုငါဘာလုပ်နေပြီဆိုတာကဒါအဓိကပါတကယ်လို့ကိုလှုပ်ချင်တဲ့အရာကငွေလိုတယ်တခြားထောက်ပံ့မှုတွေလိုတယ်အခုချိန်မှာကိုကလည်းအဲ့ဒီအတွက်မတတ်နိုင်သေးဘူးဆိုရင်ငါတခြားဘယ်ဘက်ကဖြည့်ထားလို့ရမလဲဆိုတော့စဉ်းစားပြီးတတ်နိုင်သလောက်ဘက်ပေါင်းစုံကနေစူးစမ်းနေဖို့ပါပဲတခြားလူတွေဆိုတာကိုအများကြီးမတွေးပါနဲ့တခြားလူတွေရဲ့ဘဝကိုသိမကြည့်ပါနဲ့သူတို့ပြေးလန်းနဲ့မိမိပြေးလန်းကမတူနိုင်ပါဘူးသူတို့လွယ်ကူနေတဲ့အချိန်မိမိခက်ခဲနေခြင်းခက်ခဲမယ်သူတို့ခက်ခဲနေခြင်းမိမိလွယ်ကူခြင်းလွယ်ကူနေမယ်လွယ်ကူလွန်းနေတဲ့သူတို့ပြေးလန်းကတူတောင်းနေလွန်းတာမျိုးလည်းဖြစ်နိုင်ပါတယ်ကို့ဘဝကကို့ဇက်ခုံပါကိုမရှိလဲကဘာကြီးကလဲပတ်နေဦးမှာပါပဲဒါကတော့အလုတ်တရေတွေအတွက်ရည်ညွှန်းထားတဲ့စာစုပါအလုတ်နဲ့ပတ်သက်ပြီးသိတ်လောဘရှိသူတွေဘယ်နေရာမဆိုဘယ်လောက်သေးငယ်တဲ့အလုတ်မဆိုကိုယ်တိုင်လုပ်ရမှစိတ်ချတဲ့လူတွေရှိကြမှာပါအဲ့ဒီလူတွေဟာပိုပြီးအလုတ်မှာစိတ်ပင်ပန်းကိုယ်ပင်ပန်းဖြစ်ကြရပါတယ်ဘယ်အလုတ်မဆိုကိုမပိုင်စိတ်မချဘူးကိုလက်ကိုချင်နဲ့လောက်ကန်ရမှစိတ်တိုင်းကြတယ်သူများလုပ်ရင်စိတ်တိုင်းမကြဘူးစိတ်မချဘူးတခုခုလွဲချော်သွားမှစိုးရိမ်နေစသဖြင့်ပေါ့
ဒါပေမဲ့အလုပ်တိုင်းကိုကိုယ်တိုင်လိုက်လုပ်ဖို့ကစိတ်ကအလိုရှိနေရင်တောင်ကိုကအမြဲမလုံနိုင်ပါဘူးအလုပ်တာဝန်တွေဆိုတာခွဲယူရတဲ့အခါတွေလည်းရှိကြတယ်ဒီအခါအလုပ်တရေတွေကတော့ဒုက္ခရောက်တော့တာပါပဲသူများနဲ့လည်းစိတ်မချကိုယ်တိုင်အကုန်လိုက်လုပ်ပြန်တော့လေလူပင်ပန်းအဲ့ဒီလိုမဟုတ်ရင်တောင်တခြားလူတွေကသူကငါ့ကိုမယုံကြည်တာလားဆိုပြီးထင်မြင်နဲ့သိအဆင်မပြေလှပါဘူးတနေရာသွားရလို့တယောက်ယောက်ကိုအလုပ်တွေအပ်ခဲ့ရတာမျိုးဆိုရင်လေစိတ်မဖြောင့်ကြပါဘူးအဲ့ဒီအချိန်ကျရင်ဒီစကားလေးကိုသတိရလိုက်ပါသင်မရှိလဲကဘာကြီးကလဲပတ်နေဦးမှာဒါဟာရက်တန့်ဖို့ပြောတဲ့စကားမဟုတ်ပါဘူးခဏအနားယူနိုင်ဖို့ပြောတဲ့စကားပါကိုမရှိရင်လေအရာအလုံးကသူ့ဟာနဲ့သူအဆင်ပြေသွားမှာပါချက်ချင်းမပြေခဲ့ရင်တော့တဖြည်းဖြည်းပြေလေသွားမှာပါကိုကနေရာတကာလိုက်လုတ်ပေးနေမှကိုမလုတ်နိုင်တဲ့တနေ့ကိုမရှိတဲ့တနေ့ကြရင်ပိုဒုက္ခတွေ့ရပါလိမ့်မယ်ဒါကြောင့်တခါတလေတခြားသောလူတွေကိုလည်းယုံကြည်ပေးလိုက်ပါတာဝန်ပေးကြည့်ပါမှားနေတဲ့အခါပြင်ပေးလိုက်ပါဒီကတဆင့်သူတို့နီးလန်းမှန်သွားရင်သင်လည်းတက်တာသွားမယ်သူတို့လည်းအလုတ်လုတ်တတ်သွားပါလိမ့်မယ်ငါလည်းအမြဲမမှန်နေဘူးဆိုတဲ့စိတ်ငွေ့ကြည့်ပါလူတွေကြားမှာဆက်ဆံရင်ငင်းခုန်ရတဲ့ချိန်တွေပြဿနာဖြစ်ကြတဲ့ချိန်တွေရှိကြမှာပါအဲ့ဒီလိုအချိန်တိုင်းလူတိုင်းကတော့ငါမှန်တယ်လို့ပဲတွေးရင်ငင်းကြခုန်ကြဒေါသထွက်ကြနေပေါ့ကိုကမှန်တဲ့အခါလည်းရှိတယ်လို့သူ့ဘက်ကမှန်တဲ့ချိန်လည်းရှိပါတယ်ဒီနေရာမှာဘယ်သူကမှမှားတယ်လို့ကျွန်တော်လုံးဝမပြောပါဘူးအဲ့ဒီလိုဆိုလို့အမှားမှန်မရှိဘူးဆိုတာမျိုးမဟုတ်ပါဘူးအမှားအမှန်အကောင်းအဆိုးဆိုတာရှိတဲ့နေရာမှာရှိတယ်လို့မရှိတဲ့နေရာမှာမရှိပါဘူးဥပမာတရားဥပဒေတရားမှုမတရားမှုတွေမှာတော့အမှားမှန်ဆိုတာသေချာရှိပါတယ်ဒါပေမဲ့လူချင်းဆက်ဆံတဲ့အခါမှာအတွေးခေါ်တွေမတူတဲ့အခါမှာတော့လူတိုင်းကငါဘက်ကကြည့်ရင်တော့ငါကမှန်တယ်လို့ထင်ကြတာပါပဲမှားတယ်ဆိုတာကိုလက်မခံနိုင်ကြပါဘူးမှားတယ်ဆိုတာကိုလက်မခံနိုင်တာထားနည်းနည်းလွဲနေတယ်ဆိုတာမျိုးတောင်လက်ခံဖို့ရခက်ခဲပါတယ်အထူးသဖြင့်ကို့အတွေးခေါ်ကို့အကျင့်စရိုက်ကို့လိုအပ်ချက်ကိုယ့်ရဲ့ကောင်းခြင်းဆိုးခြင်းနဲ့ပတ်သက်ပြီးငင်းခုန်ရတဲ့အခါမှာပေါ့တယောက်ယောက်ကများမင်းတွေးတဲ့အတွေးကတော့မှားနေတာပါကွာမင်းဘက်ကမှားတာပါမင်းယူဆချက်ကမဟုတ်တာဆိုပြီးပြောလိုက်ရင်ခံမြင်ကြပါတယ်ကျွန်တော်လည်းဖြစ်ခဲ့ပါတယ်နောက်ပိုင်းကျကိုပဲပြန်သုံးသပ်လိုက်တယ်ငါလည်းအမြဲမှန်မနေနိုင်ဘူးငါမှမဟုတ်ဘူးဘယ်သူမှလည်းအမြဲမှန်မနေနိုင်ဘူးအဲ့ဒီတော့တခုခုအမြင်မတူတာရှိလာရင်တော့အဲ့ဒီမတူတဲ့ဘက်ကကြည့်ရင်သူပြောတာလည်းမှန်တာပဲသူအတွေးခေါ်တာလည်းမှန်တာပဲဆိုပြီးလက်ခံပေးလိုက်ပါတယ်ကျွန်တော်တို့စာရေးတဲ့လောကဆိုပိုဆိုးပါတယ်ကိုကဒီဘက်ကတစ်မျိုးပေးခြင်းပေမဲ့သူကဟိုဘက်ကနေတစ်မျိုးရခြင်းရတာကိုက10ချောင်းလောက်ရေးထားပေမဲ့သူကတစ်ချောင်းတည်းပဲကွက်မြင်ပြီးအမြင်ကတစ်မျိုးဖြစ်ခြင်းဖြစ်သွားတာအဲ့ဒီကြငါမှားတာလားဆိုပြီးစိတ်မကောင်းဖြစ်တာကတစ်မျိုးအဖြစ်လို့ပြောခံရရင်ငါမမှားဘူးကွာဆိုပြီးစိတ်တူရတာကတစ်မျိုးဒါပေမဲ့စိတ်လျှော့ပြီးကြည့်လိုက်ရင်တော့သူရနေတဲ့ဘက်ကလည်းသူပြောတာကမှန်ပြန်ရောအဲ့ဒီနောက်မှာတော့တစ်ဖက်ကကြည့်ရင်သူပြောတာလည်းမှန်တာပဲဆိုတဲ့အတွေးတစ်ခုပဲမွေးမြူလိုက်ပါတယ်အဲ့ဒီလိုပဲကိုကတခြားတယောက်ကိုအပြစ်ပြောတော့မယ်ဆိုရင်လေသူလည်းမှန်နေတာဖြစ်နိုင်တာပဲလို့တွေးကြည့်ပါဘယ်ဘက်ကကြည့်ရင်တော့မှန်တယ်ဒါပေမဲ့တစ်ဖက်ကကြည့်ရင်တော့မဟုတ်သေးဘူးဆိုတာမျိုးလေးပေါ့လူတိုင်းကကိုယ်နဲ့အဝင်ခွင့်ကြဖြစ်မယ်လို့ယူဆရတဲ့ဘဝနေနည်းတွေနဲ့ရှင်သန်နေထိုင်ကြတာပါလူတွေကြားမှာနေထိုင်တဲ့အခါလူတွေရဲ့မတူညီတဲ့သဘောတဘာဝတွေကိုထက်တွက်ထားဖို့လိုတယ်အားလုံးရဲ့အတွေးခေါ်တွေဟာတစ်ဖက်ဖက်ကတော့မှန်ကန်နေတာပါပဲအခွင့်အရေးဆိုတာတူးဖော်ယူရတာလည်းဖြစ်နိုင်ပါတယ်လူတိုင်းကတော့ကံကိုအထိုက်အလျောက်တော့ယုံကြည်ကြပါတယ်အဲ့ဒီအထဲမှာမိမိရဲ့ဘဝဖြစ်ပျက်သမျှကိုကံလို့သတ်မှတ်ထားတဲ့လူတွေလည်းရှိမှာပါဘယ်လူတွေအဆင်ပြေသွားတာကတော့ကံကောင်းလို့ငါအဆင်မပြေသေးတာကတော့ကံမကောင်းသေးလို့စသဖြင့်ပေါ့
ကန်ဆိုတာအထိုက်လျောက်တော့လူတွေနဲ့တူကပ်ပါတာပါပဲဒါပေမဲ့ကန်အခွင့်အရေးဆိုတာသူ့လိုပေးတဲ့အခွင့်အရေးနဲ့ရှာဖွေလေတွေးရှိလေဆိုတဲ့အခွင့်အရေးဆိုပြီးနှစ်မျိုးရှိတယ်လို့ကျွန်တော်ကတော့တွေးပါတယ်ဘာလို့ဆိုကျွန်တော်ဘဝမှာလည်းအလိုအလျောက်အိမ်မော်ထိလာပေးတဲ့အခွင့်အရေးမျိုးတစ်ခါမှမရှိခဲ့ပါဘူးလိုက်ရှာရင်တွေ့ခဲ့တဲ့အခွင့်အရေးမျိုးကြီးပါပဲဒါကြောင့်ကန်ကတော့တနေ့နေ့တစ်ချိန်ရင်အထုပ်ထင်နဲ့ငါအိမ်အထိလာပေးမှာပါလို့မတွေးပဲကိုယ်တိုင်နေမြေသစ်အတွေးခေါ်သစ်တွေနဲ့လိုက်ရှာကြည့်ပါတခါတလေကြာရင်လဲဒီတွန်းဟာရွှေမထွက်ရင်နောက်တွန်းပြောင်းတူးရတာမျိုးတော့ရှိတာပေါ့အထူးကတော့ကိုကတိုးတက်ခြင်းစိတ်ရှိပြီးအပြောင်းလဲတွေကိုအခွင့်အရေးဖြစ်အသုံးချတတ်ဖို့ပါပဲတခြားသူတွေနဲ့မိမိကိုယ်ကိုမနှိုင်းယှဉ်ပါနဲ့ဒီကောင်းစဉ်မျိုးကတုတ္တစာအုပ်တိုင်းလိုမှာဖတ်ဖူးကြမှာပါအဲ့ဒီအတွက်ကျွန်တော်ကတော့တခြားမတူတဲ့ဘက်ကနေမတူတဲ့အတွေးလေးကိုဝေမျှပေးပြရစီမိမိဘဝကိုတခြားလူတွေနဲ့မနှိုင်းယှဉ်သင့်တယ်လို့တခြားသောသူတွေရဲ့ဘဝကိုလည်းမိမိဘဝနဲ့နှိုင်းယှဉ်မပြောပါနဲ့လူတွေဟာကိုယ့်ဘဝကိုမနေထိုင်နိုင်ကြတာကအဓိကပြဿနာရလို့ထင်တယ်တစုံတစ်ယောက်ကသူ့ပိုင်နဲ့သူ့ဘဝနဲ့သူဘာသာဘယ်လိုရွေးချယ်မှုမျိုးပြုပါစေဘယ်လိုလုပ်ရမျိုးကိုလုပ်ပါစေငါဆိုရင်လဲအဲ့ဒီလိုလုပ်မှာမဟုတ်ဘူးငါဆိုရင်ဆိုတာမျိုးတွေနဲ့မနှိုင်းယှဉ်ပါနဲ့လူတိုင်းမှာမမြင်နိုင်တဲ့ပြဿနာတွေမမြင်နိုင်တဲ့ဘဝအခြေအနေတွေမတူညီတဲ့ဘဝနေထိုင်မှုမျိုးတွေရှိပါတယ်ဒါကြောင့်တစုံတစ်ယောက်ကသူ့ဘဝကိုသူကိုယ်တိုင်စိတ်ကြိုက်ပုံဖော်ခွင့်ရှိပါတယ်ကိစ္စတိုင်းကိုသူ့ဘာသာဆင်ခြင်သုံးသပ်ပိုင်ခွင့်ရွေးချယ်ပိုင်ခွင့်ရှိပါတယ်ဒါကိုမိမိဘဝနေထိုင်မှုနဲ့ရှင်ပြီးလိုက်မနှိုင်းယှဉ်ပါနဲ့မတူညီတဲ့ဘဝပုံစံနေထိုင်နေခြင်းဟာသူ့ရဲ့ဝေဖန်ကဲ့ရဲ့စရာမဟုတ်တယ်လို့ကိုလှုပ်တဲ့အတိုင်းသူကလိုက်မလှုပ်လို့လေကိုကပို့ပြီးတာလွန်နေတာမဟုတ်ပါဘူးမိမိဘဝကိုတော့မိမိနေထိုင်ပါတပါးသူတွေနဲ့ကောင်းခြင်းဆိုးခြင်းမနှိုင်းယှဉ်ပါနဲ့မလုံနိုင်ဘူးလို့မပြောခင်အရင်လှုပ်ကြည့်ပါအောင်မလုံနိုင်ဘူးလို့မပြောခင်အရင်လှုပ်ကြည့်ပါအောင်တကယ်ဆိုရင်လှုပ်ကြည့်ပြီးမှသာကိုလုံနိုင်မလုံနိုင်ဆိုတဲ့အကြောင်းကိုသေချာသိမှာပါဒါကြောင့်တစုံတစ်ခုကိုငါမလုံနိုင်ပါဘူးလို့မပြောခင်ငါလှုပ်ကြည့်မယ်လို့အရင်ပြောကြည့်ပါအရင်တွေးကြည့်ပါတစ်ချိန်တုန်းကကျွန်တော်တို့မလုံနိုင်ဘူးထင်တဲ့အရာတွေကိုလည်းအခုအချိန်မှာလုံနိုင်ခြင်းလုံနိုင်နေမှာပါတစ်ချိန်ကမလုံချင်ဘူးဆိုတဲ့အလုပ်တွေကိုလည်းဝါရဏပါလာတာမျိုးတွေရှိစမြဲမဟုတ်လားငယ်ငယ်ကလေးလံတဲ့ပစ္စည်းတစ်ခုကိုမတည်နိုင်လို့ကြီးတဲ့အထိငါမတည်နိုင်တော့ပါဘူးလို့မယူဆပါနဲ့ဒါပေမဲ့ငါစမ်းလုပ်ကြည့်မယ်ဆိုတဲ့အတွေးကိုအရင်တွေးမှငါလုံနိုင်မလုံနိုင်သိရမှာပါလုံနိုင်သွားတဲ့အခါအဲ့လေငါအရင်ကမလုံနိုင်ပေမဲ့အခုလုံနိုင်နေပြီပဲဆိုတာမျိုးပေါ့မလုံနိုင်ဘူးလို့မတွေးပါနဲ့လုံကြည့်မယ်လို့တွေးပါမနေနိုင်ဘူးလို့မတွေးပါနဲ့နေနိုင်မှာပါလို့တွေးကြည့်ပါမစားနိုင်ဘူးလို့မပြောခင်စားကြည့်မယ်လို့တွေးလိုက်ပါမဖြစ်နိုင်ပါဘူးလို့မပြောခင်စူးစမ်းကြည့်မယ်လေလို့တွေးပြီးအလုပ်စားလိုက်ပါစူးစမ်းမှုတိုင်းဟာအောင်မြင်မှုရကြမှာရမှာပါဒါပေမဲ့သင်အနေနဲ့အတတ်နိုင်ဆုံးစူးစမ်းခဲ့တယ်ငါစူးစမ်းကြည့်ခဲ့တယ်ဆိုတဲ့အချက်နဲ့သင်ကိုယ်တင်ချီးကျူးနိုင်မှာပါအောင်မြင်ခြင်းရင် risk ယူရပါမယ်တကယ်တော့ကျွန်တော်ဟာလဲအချိန်တစ်ခုအထိကိစ္စအသစ်တွေအလုပ်အသစ်တွေကိုစူးစမ်းလုပ်ကြည့်ရမှာကြောက်ရွံ့နေခဲ့ဘူးပါတယ်အရန်မျောလင့်ထားပြီးမှဖြစ်မလာရင်စိတ်ပြည့်ရမယ်တန်းအရန်စူးစမ်းပြီးမှမအောင်မြင်ရင်စိတ်ဓာတ်ကြမယ်တန်းကိုကြောက်ရွံ့မှုကြောင့်ပါကိစ္စတစ်ခုကိုအောင်မြင်အောင်လုပ်ဖို့ဆိုအချိန်တစ်ခုယူရမယ်အဲ့ဒီကိစ္စအပေါ်မှာနှိမ့်မြုပ်ထားရမယ်ဒါကြောင့်အဲ့ဒီကိစ္စပျက်စီးသွားရင်အချိန်တွေကိုအလကားဖြုံးလိုက်သလိုဖြစ်မှာသိစိတ်ပူနေခဲ့တာပါအတွေးမှားလိုက်ပုံများတော့အဲ့ဒီတော့ဘာဖြစ်လဲဘာ risk မှလည်းမယူရတော့ဘာမှဆက်မဖြစ်တော့ဘူးလေဒီအတိုင်းပဲဘွားကရက်တက်နေရောဒါနဲ့ကျွန်တော်ကိုကိုမေးလိုက်တယ်ဒါဆိုဘာမှတခြား fee အတွက်မကြိုးစားတော့ဘူးလား risk မယူတော့ဘူးလားဒီနေရာမှာပဲရက်နေတော့မှလားပေါ့အဲ့ဒီအချိန်အုံနောက်ထဲမှာအသည့်တစ်ခုကလင်းလက်လာတယ်အောင်မြင်ခြင်းရင်တော့ risk ယူရမှာပဲလေတန်မိုးရှိတဲ့အရာတွေကလွယ်မရနိုင်ဘူးဆိုပြီးပေါ့ risk ယူရမယ်ဆိုတာအချိန်အတိုင်းအတာတစ်ခုအဲ့ဒီကိစ္စပေါ်နှိမ့်မြုပ်ထားမယ်လာလဲကြာခြင်းကြာမယ်နှစ်လဲကြာခြင်းကြာမယ်
ဘက်ပေါင်းစုံကနေစူးစမ်းကြည့်ရမယ်လူသစ်တွေနဲ့တွေ့ပြီးပြောဆိုကြည့်ရမယ်ညှိနှိုင်းကြည့်ရမယ်လိုအပ်ရင်ငွေကြေးပါရင်းနှီးမြှုပ်နှံရမယ်တခြားမြို့ရွာတစ်ခုခုစီသွားနေထိုင်ရတာမျိုးလဲရှိမယ်စသဖြင့်ပေါ့အသည့်အသည့်တော်ຢာတွေတော့သွားရမယ်အချိန်ငွေလူစိတ်အကုန်ရင်းနှီးမြှုပ်နှံရမယ်ဒါပေမဲ့အောင်မြင်ဖို့က50-50ပဲဒီထက်လဲရော့ကျင်ရော့မယ်ဒါပေမဲ့မကြိုးစားကြည့်ပဲနေထိုင်တာထက်တော့ကြိုးစားကြည့်တာကပိုပြီးကောင်းပါတယ်ကြာရှုံးမှုတန်ကိုကြောက်ရွံ့လို့မကြိုးစားဘူးဆိုရင်အောင်မြင်မှုလဲရမှာမဟုတ်ပါဘူးလဲကြမှာကြောက်နေရင်တော့ပန်းနိုင်ကိုမရောက်နိုင်ပါဘူးအောင်မြင်မှုရဖို့ဆို risk ယူရမှာပါပဲလူချင်းနဲ့ပန်းနိုင်ကိုရောက်ဖို့ရ risk ယူရမယ်ဆိုပုံမှန်လိမ့်မယ်တကယ်တော့လောကကြီးမှာတိကျသေးကြတဲ့အရာဆိုတာမရှိပါဘူးလှုပ်ချင်တယ်လှုပ်ကြည့်မယ်ရအောင်လုပ်မယ်လုံနိုင်သွားပြီဆိုတာပဲရှိပါတယ်ကိုသွားခြင်းတဲ့လမ်းဟာမဖောက်ရသေးရင်ကိုယ်တိုင်ဖောက်ရမယ်လမ်းတစ်ခုကိုလူတွေကအသွားများလို့ဆိုပြီးကိုလည်းအဲ့ဒီလမ်းကိုသေချာပေါက်သွားစီရမလိုပါဘူးအဓိကသူများတွေဘာလုပ်နေလဲဆိုတာထက်ငါဘာလုပ်ချင်တယ်ဆိုတာကဒါအဓိကပါလူတွေကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါသင်နဲ့နေ့စဉ်ထိတွေ့နေကြလူတိုင်းကိုကောင်းမွန်စွာစိတ်ရှည်စွာဆက်ဆံပေးပါမိခွန်းတွေကိုဂရုတစိုက်ဖြေချပေးတာမျိုးဂရုတစိုက်အလေးထားစကားပြောပေးတာမျိုးတတ်နိုင်တယ်လို့ပြုလုပ်ပေးပါအလုံများတဲ့နေ့တွေမှာအရာအလုံးကိုအသေးစိတ်လိုက်ဂရုစိုက်ဖို့ဆိုတာကခက်ခဲကြောင်းနားလည်ပါတယ်ဒါပေမဲ့တတ်နိုင်တယ်လို့တော့သင်နဲ့နေ့စဉ်ထိတွေ့နေကြလူတွေရဲ့ပေါ်ကောင်းမွန်စွာစိတ်ရှည်စွာပြောဆိုဆက်ဆံပေးပါဒါကိုအလေးအထားကနေအကျင့်တစ်ခုအဖြစ်မွေးမြူလိုက်တဲ့အခါသင်ရဲ့အကျင့်စရိုက်တစ်ခုကြီးထွားလာလိမ့်မယ်ဒီကတဆင့်သင်ဟာစိတ်ရှည်တဲ့လူတိမ်မွေ့တဲ့လူတစ်ယောက်ဖြစ်အင်မေတစ်ခုဖြစ်တည်လာပါလိမ့်မယ်ပတ်ဝန်းကျင်မှာကိုယ့်ဘက်ကကောင်းနိုင်လဲပြန်မကောင်းတဲ့လူတွေရှိတာနားလည်ပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကကောင်းဖို့ကပိုအရေးကြီးပါတယ် Never blame yourself ကိုယ့်ကိုယ်ဘယ်တော့မှအပြစ်မတင်ပါနဲ့ကျွန်တော်တို့ကရှင်သန်နေထိုင်ရင်နေ့ရက်တွေမှာပြဿနာတွေကြုံရတဲ့အခါအဆိုးတွေဖြစ်လာတဲ့အခါမှာကိုယ့်ကိုယ်ကိုဥအောင်အပြစ်ရှာရကြတယ်အလုံးမှာအမားလုံးမိတဲ့အခါပြဿနာတက်တဲ့အချိန်ခါမျိုးမှာဝေဖန်ပြစ်တင်ခံရတဲ့အခါမျိုးချစ်တဲ့လူစီကလက်တွဲဖြုတ်ခံရတဲ့အခါမျိုးစတယ်မကောင်းတာတို့တစ်ခုခုအဆိုးတစ်ခုကိုကြုံရပြီဆိုရင်ကိုယ့်ကိုယ်ကိုအရင်အပြစ်တင်မိလိုက်တာပဲငါမကောင်းလို့ငါကဘယ်မှာလိုအပ်သွားလို့ငါဘယ်လိုမလုပ်ခဲ့ရင်စသဖြင့်ပြစ်တင်မှုပေါင်းများသွားပါပဲတကယ်တော့လူတိုင်းဟာနေ့ရက်တိုင်းမှာအမှားမှန်ကိစ္စနှစ်ခုနဲ့ပဲလဲပတ်နေတာမို့အမှားလဲတေချာပေါက်လုံးမိကြမှာပါပဲဒါပေမဲ့ကိုယ့်ကိုယ်ကိုလူလာထက်ပိုပြီးအပြစ်တင်တာတွေများလာရင်လောကကြီးမှာရှေ့ဆက်တဲ့အခါခေါင်းကိုမော်ပြီးလမ်းမလျှောက်နိုင်ပဲဖြစ်သွားပါလိမ့်မယ်ဒါကြောင့်အဆိုးတွေနဲ့ရင်ဆိုင်ရတဲ့အခါဘယ်သူအမှားကြောင့်ဘယ်သူအပြစ်ကြောင့်ဆိုတာတွေမတွေးတော့ပဲရှင်သန်နေထိုင်ရင်ဒီလိုအမှားဆိုတာလဲလူတိုင်းလုံးမိနိုင်တာပဲအမှားတွေကနေပိုကောင်းစူးစမ်းနိုင်တာပေါ့ဆိုတာမျိုးပဲတွေးကြည့်ပါသင်ကလိုအပ်နေတာမဟုတ်ပဲဒီနေရာကကွက်လက်နဲ့သင်နဲ့ကအံဝင်ဝင်ကြမှာဖြစ်တာပါဒီအလုပ်နေရာနဲ့အံဝင်ဝင်ကြမှာဖြစ်တာဒီလူဟာငါနဲ့အံဝင်ဝင်ကြမှာဖြစ်ခဲ့တာဒီလူတွေရဲ့အတွေးကငါအတွေးနဲ့အံဝင်ဝင်ကြမဖြစ်ခဲ့တာဆိုတာမျိုးပါပဲသူတစ်ပါးကိုအပြစ်မတင်ပါနဲ့အခုခေတ်ပိုင်းတွေမှာလူတွေဟာသူတစ်ပါးကိုအပြစ်ပြောတာတွေသိများလာပါတယ်တစ်ဖက်လူအပြစ်ဖြစ်အောင်ပြောလိုက်မှငါခံယူချက်ကမှန်တာဆိုတဲ့မသိစိတ်ရင်ကြောင့်တခုခုဆိုလွယ်လွယ်နဲ့လူတွေကိုအပြစ်ပြောလိုက်တတ်ကြတယ်တကယ်ကလူတယောက်ကိုအဲ့ဒီလောက်လွယ်လွယ်အပြစ်ပြောတာဟာမှန်ကန်တာမဟုတ်ပါဘူးအထူးသဖြင့်လောက်ရတစ်ခုတည်းကိုမြင်ပြီးသူနဲ့ကိုဟာတေချာသိတဲ့လူလည်းမဟုတ်ပဲကိုတစ်ဖြတ်မြင်လိုက်ရတဲ့မြင်ကွင်းလေးကြောင့်ကိုတစ်ချက်ကြားလိုက်ရတဲ့စကားလေးကြောင့်လူတယောက်ကိုလွယ်လွယ်အပြစ်မတင်ပါနဲ့လူတွေကိုအပြစ်တင်တာတွေများလာရင်မကောင်းမြင်တဲ့စိတ်ကကိုယ့်စီမှာကြီးထွားလာလိမ့်မယ်လူတယောက်အကြောင်းကိုတေချာမသိပဲလွယ်လွယ်ပြစ်တင်ဝေဖန်လိုက်တာဟာမိမိရဲ့စင်ကြင်နိုင်စွမ်းကိုလည်းပြသရာရောက်ပါတယ်
မေတ္တာတရားတွေနေပါလာတဲ့ကဘာကြီးမှာအပြစ်တင်တဲ့တွေလျှော့ချဖို့လိုပါတယ်တာမန်လူတယောက်အတွက်အပြစ်တင်တဲ့တစ်ခုကဘာမှမဟုတ်ပေမဲ့ဂျောင်ထဲမှာပြေးပုံးနေတဲ့လူတယောက်တွေကတော့ဘဝကိုအဆုံးသတ်ဖို့အထိတွန်းအားတစ်ခုလည်းဖြစ်သွားနိုင်ပါတယ်စကလုံးတွေကစိတ်ကိုတတ်နိုင်တယ်ဆိုတာမမေ့ပါနဲ့အဓိကကတော့အရှိကိုကြည့်တတ်ဖို့ပါပဲလောက်ရလေးတစ်ခုအခိုက်အတန့်လေးတစ်ခုကိုပဲကြည့်ပြီးလူတယောက်ကိုပြစ်တင်ဝေဖန်လို့မရတယ်လို့ချီးကျူးလို့လည်းမရပါဘူးလူအကြောင်းကိုသိချင်ရင်အဲ့ဒီလူရဲ့ဘဝကိုကြာကြာကြည့်ဖို့လိုပါတယ်ပတ်ဝန်းကျင်ကိုသတိထားပါလူဆိုတာပတ်ဝန်းကျင်အလိုက်ပြောင်းလဲတတ်ပါတယ်ဒါဟာမှန်တယ်ဆိုတာအသက်အရွယ်တစ်ခုရောက်လာတော့မိမိကိုယ်ကိုလက်ခံလာတယ်ကြိုးစားခြင်းနဲ့မိတ်ဆွေတွေအနားနေရရင်ကိုယ်ပါလိုက်ကြိုးစားခြင်းစိတ်ဖြစ်တယ်ကြိုးစားမိတယ်ပေါ့ပေါ့ပါပါရှိတဲ့မိတ်ဆွေတွေနားနေရရင်ကိုယ်တိုင်လည်းပေါ့ပေါ့ပါပါရှိတယ်အကောင်းဘက်ကမြင်တတ်လာတယ်တူရာစုရဆိုတဲ့စကားဟာလည်းအမြဲမှန်တတ်ပါတယ်ကျွန်တော်တို့ဟာမိတ်ဆွေတွေနဲ့စိတ်တူတော့အချိန်ပေါင်းလို့ရကြပြီးစိတ်တဘောထားမတူညီအမြင်မတူညီကြတော့တဲ့အချိန်မှာတော့ကိုယ်လန်းကိုဆက်လျှောက်ရတာပါပဲဘဝမှာအောင်မြင်ဖို့လဲအတန်ရဝိုင်မိတ်ဆွေလိုတယ်လို့ကြာရှုံးမှုတွေဟာလဲပတ်ဝန်းကျင်မကောင်းလို့ဖြစ်နိုင်ပါတယ်လူကြီးဖြစ်လာပြီဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာစိတ်ထဲအသိစိတ်တချို့ရိုက်တွင်းပေးလိုက်ပြီးခွန်အားတွေလည်းပေးလိုက်တယ်လို့ခံစားရပါတယ်လူကြီးဖြစ်လာပြီးအရင်လိုကလေးမဟုတ်တော့ဘူးမယူရဲမဆန်သင့်တော့ဘူးဖြစ်ချင်တာနဲ့ဖြစ်တင်တာတွေကိုချိန်ညှိဖို့လိုလာပြီအနာဂတ်အတွက်မျှော်မှန်းပြီးလက်ရှိမှာအာယုံစိုက်ထားတင်နေပြီအသုံးမဝင်တော့တဲ့အတိတ်တွေထဲမှာအချိန်ချင်းနှင်းမွန်းနေတာမျိုးတွေကလုံလောက်နေပြီမလိုရတဲ့အရာတွေနဲ့အချိန်မကုန်သင့်တော့ဘူးမလိုတဲ့အရာတွေပေါ်မှာလည်းအာယုံမစိုက်သင့်တော့ဘူးကိုလှုပ်ချင်တာဘာလဲဆိုတာသိပြီးကိုလန်းကိုစဖောက်ဖို့လိုလာပြီဘဝဟာတိုးပါတယ်အချိန်ဟာအကန့်အသတ်နဲ့ကိုနေထိုင်ခြင်းတဲ့ပုံစံအတိုင်းကိုယ့်ရဲ့ပုံစံအမှန်အတိုင်းရဲရဲဝံ့ဝံ့နေထိုင်သွားဖို့ပဲလိုပါတယ်အချစ်ကအချစ်ဖြစ်ပြီးရွေးချယ်မှုကရွေးချယ်မှုဖြစ်ပါတယ်တခါတလေတချို့လူတွေကိုကျွန်တော်တို့ချစ်ပေမဲ့တဘဝလုံးအတွက်တော့မရွေးချယ်ခြင်းကြပါဘူးတခါတလေလဲတချို့လူတွေကကျွန်တော်တို့ကိုချစ်ပေမဲ့တဘဝလုံးအတွက်တော့တခြားတစ်ယောက်ကိုရွေးချယ်ထားတာမျိုးလည်းရှိပါတယ်ချစ်ပေမဲ့အတူတူမရှိနိုင်တဲ့အကြောင်းတရားတွေကအများကြီးရှိနိုင်ပါတယ်လူတွေဟာတဘဝလုံးအတူတူရှိနေဖို့အတွက်ကတော့မိမိနဲ့အတူအံဝင်ခွင်ကြအဖြစ်ဆုံးလူကိုရွေးချယ်ကြတာပါပဲချစ်လို့အံဝင်ခွင်ကြသွားတာမျိုးလည်းရှိပါတယ်ဒါကြောင့်တယောက်ကိုတယောက်အကဲဖြတ်မှုတွေပြီးဆုံးတဲ့အခါမိမိရဲ့အရာအလုံးကိုလက်ခံနိုင်တဲ့လူကမိမိကိုရွေးချယ်လိမ့်မယ်ဒါကြောင့်ဘယ်သူကိုချစ်လဲဆိုတာထက်ဘယ်သူကကိုယ့်ကိုရွေးချယ်တယ်လဲကိုကရောဘယ်သူကိုရွေးချယ်တယ်လဲဆိုတာကပိုပြီးအထူးကကြပါတယ်ကွဲအဲ့လွယ်တဲ့မှန်လို့စိတ်ဓာတ်နဲ့လူသားတယောက်မဖြစ်ပါစေနဲ့ဒဏ်ရာရမလွယ်စေနဲ့လို့ခက်ပြက်ပြက်ပြောရင်တော့ပိုမှန်တာပဲတကယ်ချင်းတယောက်ပြောဦးတဲ့စကားလေးတစ်ခွန်းရှိတယ်နင်မဟုတ်တဲ့အရာတွေနဲ့ trauma မဝင်စေနဲ့တဲ့ငယ်တုန်းအရွယ်လွန်ခဲ့တဲ့2နှစ်လောက်ကစိတ်အနေထားတဲ့အဲ့လိုပြောခံရရင်တော့စိတ်တူပြီး drama ချိုးမိမှာအမှန်ပဲငါခံစားရတာငါပဲသိတယ်ဘာညာပေါ့ဒါပေမဲ့အခုနှစ်တွေကြာတော့လေအဲ့လိုစိတ်မရှိတော့ပါဘူး trauma တွေကမှန်နေရလားဆိုတာနဲ့လွတ်ညံ့မြောက်ခြင်းတဲ့စိတ်ကရှိလာပြီလေအဲ့ဒါနဲ့အေးဟုတ်တယ်လို့ပဲပြောပြီးကိုယ့်ကိုယ်ကိုပဲပြန်သုံးတတ်ရတယ်ဒီနေရာမှာတကယ်စိတ်ဒဏ်ရာရခဲ့တဲ့လူတွေစိတ်ပိုင်းဆိုင်ရာထိခိုက်မှုရခဲ့တဲ့လူတွေကိုမဆိုလိုပါဘူးတချို့အတွက်ကတော့တကယ်စနစ်တကျနဲ့ဆေးကုသမှုခံယူရတာမျိုးတွေရှိနေလို့ပါလူတစ်ယောက်စီကမကောင်းတဲ့အပြုမှုတစ်ခုပြုမှုခံလိုက်ရတာနဲ့အဲ့ဒီအရာကကိုကတကယ်မကောင်းတာမျိုးတော့မဟုတ်ပါဘူးဥပမာကို body shaming လုပ်ခံရတာမျိုးမကောင်းပြောခံရတာမျိုးတငယ်ချင်းတွေကြသိပြီးအဝင်ခွင့်ကြမဖြစ်တာထားဦးတဲ့ရည်စားတယောက်ကမကောင်းလို့အားလုံးမကောင်းဘူးလို့ထင်တာစသဖြင့်ပေါ့အဓိကတစုံတစ်ယောက်စီကအသစ်မရှိတဲ့လောက်ရတဲ့ခုကနေကိုယ့်စီ
trauma မရောက်ပါစေနဲ့ဗလိန်ခံရဘူးလို့လူရှိမှဘာမှမပြောရဲတော့တာမျိုးပေါ့မေ့ပြစ်တဲ့အရာတွေကိုမေ့ပြစ်ပြီးရှေ့ဆက်နိုင်ပါစေ ego ကိုအသုံးချတတ်ကြပါစေလူတိုင်းမှာခံခဲ့ရတဲ့လှည့်ဆိုတာကြာရှုံးခဲ့ရတဲ့အခိုက်အတန့်အထင်သေးခံခဲ့ရတဲ့အခါမပြည့်စုံခဲ့ခြင်းဆိုတာရှိပါတယ်အဲ့ဒီလိုပဲလူတိုင်းဟာလည်းမာနရှိကြပါတယ်အားလုံးကတော့ကိုယ်မာနကိုထိခိုက်ခံရရင်မခံကျင်စိတ်ဖြစ်ကြတာပါပဲကိုရှုံးနေရတဲ့အလှည့်မှာလူတိုင်းကတော့ခံမြင်ကြတယ်ကိုကြံခဲ့တဲ့အလှည့်မှာလူတိုင်းဝမ်းနည်းတတ်ကြတာပါပဲဒါပေမဲ့အဲ့လိုဝမ်းနည်းနေုံနာကြီးနေုံဒေါသထွက်နေုံနဲ့ပြီးမှလားအဲ့ဒီနာကျင်စိတ်ကိုပဲတစ်သက်လုံးစိတ်ထဲတနှုံနှုံနဲ့ခံစားနေမလားအဲ့ဒီနာကျင်စိတ်ကနေကိုယ့်ရဲ့မာနကိုအသုံးချပြီးကြာရှုံးမှုကိုခွန်အားဖြင့်ပြောင်းလဲပြစ်မလားဆိုတာကိုယ့်ရဲ့ရွေးချယ်မှုကိုယ့်ဘဝကိုတည်ဆောက်နိုင်မှုပါပဲဒဏ်ရာတွေကိုဘဝတည်ဆောက်တဲ့နေရာမှာအသုံးချပါကျွန်တော်ရဲ့မပြည့်စုံမှုတွေကြောင့်ခြံထားရခဲ့တဲ့ချစ်တဲ့လူတွေကိုသိကျေးဇူးတင်တယ်သူတို့ကြောင့်ကျွန်တော်ပိုကြိုးစားတတ်လာတယ်ဝေဖန်တိုက်ခိုက်တဲ့လူတွေကိုလည်းကျေးဇူးတင်တယ်သူတို့ကြောင့်ပြင်တဲ့နာတွေကိုပြင်နိုင်ခဲ့ပြီးလူတွေရဲ့အတင်းဖြင်းတွေတန်ကိုကြံ့ကြံ့ခံလာနိုင်တာလောကဓာတ်တွေအားလုံးကိုလည်းကျေးဇူးတင်တယ်သူတို့ကြောင့်ကျွန်တော်တို့ဟာပိုတန်မာလာတာပါတခုရဲ့အဆုံးသတ်ဟာတခုရဲ့စတင်ခြင်းပါပဲလောကကြီးကတင့်စီကတခုကိုယူသွားခဲ့ရင်တစ်ချိန်ကြရင်တင့်စီကိုတခုကိုပြန်ပေးပါလိမ့်မယ်ဒါပေမဲ့သင်မျှော်လင့်ထားတဲ့အရာတော့ဟုတ်ချင်မှဟုတ်နိုင်မှာပါအစဉ်ပြေနေတဲ့အချိန်မှာချီးကျူးပေးတာအတိအမှတ်ပြုပေးတာဂုဏ်ပြုပေးတာနဲ့ချစ်ပေးတာကဘယ်သူမဆိုလုံးနိုင်ပါတယ်လူတွေဟာမင်းစင်ပြေတဲ့အချိန်ဆိုချီးကျူးကြမယ်အမွှန်းတင်ကြမယ်ချစ်ပြခင်ပြကြမယ်သူတို့မြင်ကွင်းရှိကိုမင်းထွက်ပေါ်လာတဲ့အချိန်မျိုးကြာမှတရိယာပြလိုက်မယ်တရိယာကြောင့်ပြောပြကြလိမ့်မယ်ဒါပေမဲ့မင်းအစင်မပြေတဲ့အချိန်မင်းကြာရှုံးနေတဲ့အချိန်မျိုးမှာအနားမှာရှိနေပေးတဲ့မိတ်ဆွေချစ်သူကတော့ရှားပါလိမ့်မယ်မင်းပျောက်နေလို့ဆိုပြီးမင်းကိုလိုက်ရှာမယ်မိတ်ဆွေတငယ်ချင်းကတော့ရှားပါလိမ့်မယ်ချစ်ပြခင်ပြတာအောင်မြင်နေခြင်းအစင်ပြေနေခြင်းအနားမှာပေါင်းသင်းတာကတော့ဘယ်သူမှဆိုလုံနိုင်တယ်မင်းတိတ်ဆိတ်နေခြင်းပျောက်ကွယ်နေခြင်းမေးမိန်နေခြင်းမှာလိုက်ရှာပြီးကိုညီစောင့်ရှောက်ပေးတာမျိုးကတော့မင်းအပေါ်တကယ်တန်ရောစင်ရှိတဲ့လူတွေပဲလုံနိုင်တာအရာအလုံးဟာအချိန်နဲ့ညီပြောင်းလဲတတ်ပါတယ်တစုံတစ်ယောက်တစုံတစ်ခုဟာပြောင်းလဲသွားတဲ့အခါသင်ဟာလင်းလင်းမြန်မြန်လက်ခံတတ်နိုင်ဖို့လေ့ကျင့်ယူရမယ်တယောက်ယောက်ကယုံကြည်ပြောင်းလဲသွားပြီဆိုရင်မိခွန်းတွေအများကြီးမမေးတော့ဘူးဒီအတိုင်းလက်ခံပေးလိုက်တာဟာရင့်ကျက်မှုပါလို့လူတွေကဆိုကြပါတယ်ကျွန်တော်တို့လုံနိုင်တာကအတူတူရှိနေစဉ်အကောင်းဆုံးလုပ်ပေးဖို့နဲ့လမ်းခွဲတဲ့အခါကောင်းမွန်စွာနဲ့ကိုယ်လမ်းကိုဆက်သွားနိုင်ဖို့ပါပဲလူတွေကပြောင်းလဲနေဖို့လိုပါတယ်ကောင်းသောပြောင်းလဲခြင်းတွေဘက်ကိုစိတ်ရောလူရောအမြဲဥတည်နေဖို့လိုတယ်ဘာကြောင့်ဆိုလောကကြီးမှာရှိရှိသမျှအရာတွေအကုန်လုံးကပြောင်းလဲနေကြတာမို့အံဝင်ခွင်ကြရှင်သန်နေထိုင်ဖို့ဆိုရင်ကိုယ်တိုင်လဲရောက်ရအချိန်ခါအခြေအနေမှာခေတ်အခြေအနေအချိန်ခါနဲ့ညီပြောင်းလဲနေထိုင်ဖို့လိုပါတယ်လူတွေမှာပြောင်းလဲတတ်တဲ့လူနဲ့မပြောင်းလဲတတ်တဲ့လူဆိုပြီးရှိကြတယ်တကယ်တော့လူတိုင်းကတစ်ခုခုမှတော့အမြဲပြောင်းလဲနေကြတာပါပဲဒီနေရာမှာထပ်ဖြည့်ပြောရမယ်ဆိုရင်ကိုယ့်ရဲ့မကောင်းတဲ့အချက်ကိုကောင်းအောင်ပြင်တတ်တဲ့လူပိုပြီးကောင်းမွန်တဲ့လူမှုနေထိုင်မှုတစ်ခုကိုပြောင်းလဲနေထိုင်ခြင်းစိတ်ရှိတဲ့လူလောကကြီးမှာအေးအေးလူလူနေထိုင်နိုင်ဖို့စိတ်အေးချမ်းအောင်ကြိုးစားထားတဲ့ပြောင်းလဲသွားတဲ့လူနဲ့ဘယ်နှစ်နှစ်နေဒီအတိုင်းပဲပူလောင်လိုက်ကလေးဆန်လိုက်အတ္တကြီးလိုက်အမားတွေကိုလက်မခံနိုင်ပဲတစွတ်ထိုးလိုက်နဲ့စတဲ့လူပဲကွာသွားပါလိမ့်မယ်
အပေါ်မှာရေးခဲ့တယ်လို့ပဲလူတိုင်းကတော့ပြောင်းလဲနေကြတာပါပဲလောကကြီးဟာအမြဲပြောင်းလဲနေကြတယ်လို့ပေါ့ဒါပေမဲ့ကိုယ့်ရဲ့ပြောင်းလဲခြင်းဟာကိုယ့်အတွက်အကျိုးရှိရမယ်သူတစ်ပါးကိုချစ်တဲ့လူတွေရင့်ကျက်လာပြီးတဲ့ပြောင်းလဲခြင်းဖြစ်ဖို့လိုတယ်လူတိုင်းကပြောင်းလဲတတ်တယ်ဆိုပေမဲ့ကောင်းသောပြောင်းလဲခြင်းဖြစ်ဖို့တော့လိုပါတယ်ဥပမာဆယ်ကျော်သက်လူငယ်ဘဝကအတူတူတောက်စားပျော်ပါကြလေလွင့်ကြတဲ့လူငယ်ဘဝချင်းအတူတူအသက်တစ်ခုကိုရလာရင်တော့ဘဝကိုစနစ်တကျနဲ့တည်ဆောက်ပြီးကိုယ့်ကိုယ်ထိန်းချောင်းကကောင်းမွန်စွာပြောင်းလဲတတ်ဖို့လိုပါတယ်အဲ့ဒီအချိန်မှာတချို့လူတွေကတော့မပြောင်းလဲပဲကြံရှိနေခဲ့တတ်ကြပါလေလူတိုင်းကတော့အမှားမကင်းကြပါဘူးဒါပေမဲ့မှားကြတာချင်းအတူတူအဲ့ဒီအမှားတွေကနေတဆင့်ဘယ်လိုပိုပြီးကောင်းမွန်တဲ့ဘဝဖြစ်အောင်တည်ဆောက်နိုင်လဲဆိုတာကတော့ပိုပြီးအရေးပါလာပါလိမ့်မယ်စိတ်တွေလည်းပြောင်းလဲဖို့လိုတယ်လို့အကျင့်တွေလည်းပြောင်းလဲဖို့လိုတယ်တစ်ချိန်ကမနဲ့စောစောမထပေမဲ့အခုမနဲ့စောစောထကြင်လဲထနေလိမ့်မယ်အဲ့ဒီကြမတွေ့ရတာကြားတဲ့တငယ်ချင်းတွေကအံ့ဩကြပါလိမ့်မယ်တစ်ချိန်ကအစင်မပြေလို့ကွဲကွာခဲ့တဲ့ချစ်ချင်းမြတ်တာတွေပြန်ဆက်ချင်ရင်တော့နှစ်ဖက်စလုံးကပြောင်းလဲလာမှရမယ်နှစ်ဖက်စလုံးကရင့်ကျက်လာဖို့နဲ့ကိုလိုချင်တာသူလိုချင်တာကိုသိပြီးလက်ခံနိုင်ဖို့ညှိနှိုင်းတတ်ဖို့လိုတယ်အဲ့ဒီလိုမဟုတ်ပဲအရင်ကအတိုင်းပဲဆိုရင်တော့ကြောက်ကစားတွေဆက်ဖြစ်နေအောင်မှာပါပဲတစ်ချိန်ကသိဒေါသကြီးပေမဲ့အခုချိန်မှာတော့တခုခုဆိုအေးအေးဆေးဆေးနဲ့ပဲဖြည့်ရှင်းဖို့နီလန်းရှာတတ်လာတယ်ဆိုရင်ဒါဟာကောင်းမွန်တဲ့ပြောင်းလဲခြင်းပါပဲအောင်မြင်တဲ့လူတွေကိုကြည့်ရင်အားလုံးကပြောင်းလဲတဲ့လူတွေကြီးပါပဲအောင်မြင်တယ်ဆိုတာချမ်းသာတာမှပြောတာမဟုတ်ပါဘူးဘဝမှာကိုနီးကိုဟန်နဲ့နေပြောတာအောင်မြင်တာပါပဲသူတို့ဟာတစ်ချိန်ကပေတီခဲ့ခြင်းပေတီခဲ့မယ်အခုချိန်မှာတော့ဘဝကိုအောင်စိုက်ထားတဲ့လူတွေပဲဖြစ်လိမ့်မယ်